အားလုံးပဲမင်္ဂလာပါခင်ဗျာ Audio Book Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ပြပေးခြင်းတဲ့စာအုပ်လေးကတော့ Sanji Streaming Review ရဲ့ကနုံကောင်းလေးတွေရဲ့တစ်ပုဒ်ပဲဖြစ်ပါတယ်ဗျဆက်လက်ခံလာနားဆင်ပေးကြပါဦးခင်ဗျာ ကမ်းမမြင်လမ်းမမြင်ပင်လေပြင်ကအဆုံးစားမရှိမိုးကုတ်ဆောင်ပိုင်းကခေါင်းပေါ်မှာရှည်ပြင်ကိုထိုးဆိုင်ကျဆင်းလာပါရီဒါပေမဲ့လက်ကောင်းမှာနားသက်စီးမြင်မဟုတ်ပါဘူးလိုက်လီဝီးလီတန်လက်သဘောငါးဖက်စီတစ်လုံးတိုင်ကြီးဖုံးပိတ်တစ်ခုနဲ့ကုန်းမောင်ပြင်ချက်ကြီးတစ်ခုအဲ့ဒီအပိုင်းစာ၃ခုကလှိုင်းလီမဲတဲ့ပင်လေပြင်မှာဥတီယာမဲမျောပါနေပါရီစီထဲမှာတော့ကျွန်တော်မြန်ရစာတက်ပြီးတိုင်ကြီးပေါ်မှာတော့ဘိုက်ကလေးကခွာလျက်သားကုန်းမောင်ပြင်ပြတဲ့ချက်ပေါ်မှာတော့လူပြိုကြီးစောတမောင်ပြီးတော့ကျက်တူလေးတကောင်ကျုံတိုင်းသားတစိုးကယခုအခါမှာတော့ပင်လေသားကောင်ဖြစ်နေရရှာပေါ့၎င်းရာဝတ္ထု၃ခုကိုကွဲကွာမသွားအောင်နိုင်လွန်ကြိုးကြီးကြီးနဲ့ချီနှောင်တွဲထားရပါရီပင်လေထဲမှာယခုလိုမျောပါနေကြတာကဒီကနေ့နဲ့ဆိုရင်တော့၃ရက်ရှိခဲ့ပြီဖြစ်ပါရီသူရိနေမင်းကပူချိန်ပြင်းပြင်းလွှတ်နေတယ်အကာအကွယ်မဲ့ဗလာတီတီကျွန်ုပ်တို့ကနေမင်းရဲ့ပူတန်ကိုပြင်းပြစွာခံနေရပါရီကျွန်ုပ်ရဲ့ရှာကရှင်နဲ့မထီတွေ့ရတာကကြလို့ဘုတ်တချောင်းလိုမတောက်နေပါရီချွေးရီတောင်တိတ်မထွက်နိုင်တော့ဘူးဘယ်ထွက်မှမတော့ပါနေမှမလာတာထွက်เสียမရှိဘူးအစာပြည့်ရည်ပြည့်နေပင်လေဟာကျွန်ုပ်တို့ရဲ့တင်ချိုင်းဖြစ်တော်မလားမပြောတတ်ဘူးဆက်စပ်တို့ရဲ့ရည်ရည်စားတယ်ဒီလိုအတန်အားပြတ်တဲ့အတန်တိမ်မင်းမြင်နေတဲ့အတန်ပါစောတမောင်ပါစမ်းမှာတောင်းတရင်ပြင်ချက်ပေါ်အလျားမောင်နေတယ်တော်သေးတယ်ပြင်ပြားကကတ်ကြီးကြီးမို့လူတယောက်ဝေကောင်းကောင်းနိုင်တယ်ရှေးမမြုံနိုင်ပါဘူးရှေးပေးပါဘိုက်ကလေးကလည်းတိုင်းကြီးပေါ်မှာဝါလျားမောက်ကပျော့ခွေနေပြီမိခလာလာပါကျွန်ုပ်တို့ကလည်းအာရင်ပြတ်လက်မှုကိုအန်တုရင်စီထဲမှာနိုင်ပေါင်းများစွာညောင်းညာကြိုက်ခင်းနေပြီမနေ့ကတော့ဖြစ်ကျွန်တော်စီပိုင်းထဲမှာမျက်စိနဲ့လမ်းမကခုံဝင်လာတဲ့ပင်လေငါးနှစ်ကောင်ကိုရရှိခဲ့ပါရီငါးကညီးတယ်ကျွန်တော်တို့ရဲ့အာဟာရပဲ၎င်းငါးနှစ်ကောင်ကိုကြေးကုန်မေမထိုးနိုင်တော့ဘူးတုံးတက်ပြီးအစိမ်းစားခဲ့ရတယ်မုတ်ဆိုးကငါးကောင်သားကောင်တို့ဖြစ်အကျိုးပေးစေပါဖိုးချက်တော်ကငါးစိမ်းစားရလို့ပြန်လေအားပြေလာပုံရပါရီနောက်ထပ်ငါးပြန်ငါလူများမျက်စိလေးလမ်းမပြီးတော့စီပိုင်းထဲကိုခုံဝင်လာအောင်မလားမျောလင်းချက်ထားပြီးမဲ့ငါးတွေကမလာပါဘူးအဝေးမှာသာခုံပြန်နေတဲ့ငါးတွေကိုကြည့်ပြီးကျွန်ုပ်တို့မှာအားမလို့အားမရဖြစ်အောင်မှတပါတခြားမရှိတော့ပါဘူးသိနေပြီလေဟောဟိုမှာငါဘိုက်ကလေးကလက်တကြားအွန်လိုင်းလို့ကျွန်တော်လည်းငိုင်းပြီးနေရမှာကောင်းတောင်ထားတယ်စောတင်မောင်ကအိမ်မက်မက်နေတဲ့ထင်ပါတယ်ဘိုက်ကလေးတန်ကြောင်လမ်းပြန်ထားလိုက်ရာကုန်းမောင်ပေါ်မှာချော့ကျသွားပါတယ်တော်ပါသေးတယ်ရှေကူးတက်သူမူစောကြီးကကုန်းမောင်စီကိုပြန်ကူးလာပြီးကုန်းမောင်ကိုင်ရင်ဘိုက်ကလေးပြရကိုကြည့်လိုက်တယ်ငါတွေ့ရပဲအလက်တကြားနဲ့ဟောဟာအဲ့ဒါငါမောက်ဘူးကတေးမင်းကျွန်တော်စကားကြောင်ဘိုက်ကလေးရောစောကြီးပါပြူပြပြတ်သွားကြတယ်ဟင်တေးမင်းဘာတေးမင်းတော့ဆရာတော့ရှေးပြင်းပေါ်နေတာကမင်းမဲတရံကြီးတရိကန်ကြီးတခုအရွယ်စားကတမင်းစပွဲအကြီးစားလောက်ရှိမယ်အဲ့ဒီတရိကန်ပုံစံမင်းမဲကြီးကရှေးပြင်းကိုဟဲကနေထူခွဲကပြေးလော့နေပါရီအဲ့ဒါငမန်းကွာငမန်းဟာငမန်းစောတင်မောင်ကရေထဲမှာနေပြီးပြင်ပြားပေါ်ဘလူးရောက်သွားလဲမသိဘူးပြင်ပြားပေါ်ငုတ်တုတ်ထိုင်ကလက်အုပ်ချပြီးဖျားစာရီရွှတ်နေပါတော့တယ်အမလီကဲပါအောင်မီးရဲ့ငမန်းကြီးရဲ့ပြမိမမရသေးဘူးချမ်းသာပြပါငမန်းကြီးရဲ့ကျွန်တော်တနက်ကအသုံးချလို့မရဘူးပင်လေရေငန်းဝင်ကဂျမ်းဖြစ်နေပြီဘိုက်ကလေးကသူ့ရဲ့လက်ဆွဲတော်ဓမြောင်ကိုကိုင်းကအသင့်ဖြစ်နေတယ်ကျွန်တော်တို့ကငမန်းတောင်ကြီးရွေးရှားမှုကိုသာမျက်ခြေမပြတ်ကြည့်ရှုနေမိပါတော့တယ်ငမန်းတောင်ကြီးဟာကျွန်ုပ်တို့နဲ့အတော်ဝေးတနေရာမဟုတ်မှဒီကိုလူလာခောက်တော့အဟုန်ပြင်းပြေးလွှားနေပါရီဖះထိုငမန်းကြီးကျွန်ုပ်တို့ဘက်ကိုရောက်လာပါကဘယ်လိုပဲပုံရဆိုင်ရမလဲကိုစမ်းစားမရဖြစ်ရတော့တယ်သူပါဇက်ထဲအေးဝင်လိုက်တာပဲကောင်းမယ်ထင်ပါရဲ့စောကြီးကပြင်းချက်ပေါ်မှာဖင်မှုကောင်းထောင်နေချေပြီးနေကိုဖင်ပေးနေလို့မလျော်မကန်မလီမစားနေပြနေတယ်လို့တင်းငါ့ကိုမလီမစားနဲ့ပူလိုက်စမ်းဟဲ့တီဖင်ကြီးတချီဝဲငမန်းကြီးကကူးခတ်ရာကနေနေရာပြောင်းသွားပြီးတော့ကျွန်တော်တို့ရှိရာကိုတက်တက်ကြီးပြေးချလာပါတော့တယ်ငမန်းတောင်ရီခွဲတန်ကြီးကတဟဲတော်မီကအရှိန်ပြင်းစွာခုံမောင်းလာတဲ့ရထားတစ်စင်းလိုပဲကျွန်တော်တို့လည်းကိုင်းတွဲစရာစီပိုင်းတိုင်ကြီးပြင်းပြတို့ကိုကြက်ပါအောင်စောက်ကိုင်းရင်ငမန်းတောင်မမဲကြီးကကြောက်လန့်တကြားကြည့်နေရုံမှတပါဘာများရောတက်နိုင်တော့မလဲနောက်ခါအသက်နဲ့ကိုဦးစားမင်းနေလို့ဘဝတသက်တာအတွေ့အကြုံတွေကိုပြန်ပြောင်းစမြုပ်ပြန်ပြတိုင်းအဲ့ဒီပင်လည်းပြန်ဖြစ်ကယခုပင်ကြုံတွေ့နေရသလိုတဲဦး6ချာကြောက်ပြီးပြန်ပါမတတ်ခန်းစားကြရသည်သာဘဝတသက်တာဝဲထူခါကလောက်ကြောင်းရွံခဲ့ရတာကတခြားမရှိဘူးလို့မှတ်တမ်းတင်ရမှာလည်းဖြစ်ပါရီငမန်းကြီးကကျွန်ုပ်တို့သုံးထဲမှာလူပြိုကြီးမိတွင်နေရ
ပြင်ပြားကြီးကိုတက်တက်ကြီးဝင်တိုးလိုက်ရာပြင်ပြားကြီးကလီထဲမြောက်တက်ကဖြောင်းကနေနှစ်ပိုင်းကျိုးသွားတယ်။တွေးထားတဲ့နိုင်လွန်ကျိုးဟာထောင်းကနေပြတ်သွားရာကျွန်ုပ်တို့ကဝယုံသုံးကားပြတ်သွားတယ်။ကောင်းမောင်ကျိုးနှစ်ပြားနဲ့လူပြိုကြီးစောတက်မောင်လီထဲမြောက်တက်သွားပုံကကြည့်လို့ဝင်ကောင်းသေးတယ်။အမေကြီးအမေပြင်ပြားကြီးနှစ်ချက်ကရှိပြင်းပေါ်ကိုဝုန်းကနေပြန်ပြုတ်ကျလာပါတော့တယ်။စောကြီးကအကြမတော်လီစွာရှိပြင်းပေါ်မကြဘူးပြင်ပြားပေါ်လည်းမကြဘူး။သူကြရဘူမိနှစ်တန်ကငမန်းတောင်ကြီးပေါ်ပင်ပြောင်းဝေးလာတဲ့ငမန်းကြီးရဲ့စူးတောင်ကြီးကိုဖက်လျက်ပါသွားရှာတဲ့စောကြီးရဲ့ကဲပါယူပါတဆဆအော်တန်ကကျွန်ုပ်တို့နှလုံးသားကိုချိန်ပြီးအောင်တယ်လို့ခန်းစားရပေမယ့်ကျွန်ုပ်တို့ဖို့ဘာများရောတက်နိုင်ပါအောင်မလဲကဲတော်မူကြပါခဏကြာငမန်းတောင်ကြီးထဲမြုပ်သွားရာစောကြီးပါသွားပါတော့တယ်ဟာစောကြီးတော့သွားပါဟာစောကြီးငမန်းတောင်ကြီးမြုပ်သွားရာနေရာဝေးရေကတော်ကြီးထိုးသွားပြီခဏကြာရှိပြီးဟာငြိမ့်သက်သွားတယ်နှစ်ပေါင်းများစွာခင်မင်ခဲ့ရတဲ့လူပြိုကြီးအတွက်ကျွန်ုပ်တို့စိတ်မကောင်းဖြစ်ရပါတယ်ကျွန်ုပ်တို့မှစကားပင်ဟာမပြောနိုင်တော့ဘူးပင်လေဒုက္ခတွေကသိမင်းလက်တကမ်းပါလားဆက်တော့လောက်ပါအောင်ဘလူလောက်ကြမလဲရည်တင်းကုန်ရှာမလားဘယ်ဖြစ်နိုင်မှာမလဲကွာပင်လေဆိုတာအန်ဒီရီပြုံးတီးနေတာတရဝတစ်ခုကန်တစ်ခုလို့သာသဘောထားပြီးတော့တပည့်ကြီးရဲ့ကျွန်တော်စကားဆောင်ဝင်မချိတင်ခဲ့ဖြစ်အမြဝင်လိုက်တဲ့ဘိုက်ကလေးရဲ့ဝမ်းကောင်းတန်ကြီးကကြားရသူကျွန်တော်ကိုလွန်စွာမှကြီးကွဲဆွေးမြင့်စရာအတိပါလားစောကြီးကြီးအမြတငယ်ချင်းကြီးအမြကွဲမြဒါပေမဲ့လူကတေးကံမရောက်တမပြောက်တင်းနေမရောက်ရင်မတီးပါဆိုတဲ့စကားမှန်ပါပြီရှလန်ပြီးလိုက်ချက်ခွက်ပြီးနေတဲ့ရှီလွာအတင်ဖြူမှာရုပ်ခနဲပြန်ပေါ်လာတာကဥကောင်းတစ်လုံးတငယ်ချင်းစောကြီးဘိုက်ကလေးကစောကြီးကိုတိုင်ကြီးဖြစ်မိခေါ်လာပြီးပြင်ပြားပေါ်ကိုတင်ပေးလိုက်ပါတယ်ကျွန်တော်နဲ့ဘိုက်ကလေးကတီရွာပြန်စောကြီးအတွက်လွန်စွာမှ2000အားရဝမ်းသာရရှာပါတယ်ဒီနေ့ကံမကောင်းပါလားကိုစောကြီးကျွန်တော်ဘိုက်ကလေးနဲ့စောတင်မောင်ကမြိုင်သာမတရုတ်ဖောင်ရဲ့ခောက်ဆွဲဆိုင်တွေဝင်ရောက်လာပါတယ်။နေ့လယ်မိုးထင်နေဆိုင်ကလူရှင်းနေတယ်။အဖောင်ကကျွန်တော်တို့နောက်မှပြေးလိုက်လာရင်ထိုင်မဆရာကီလူထိုင်မဗာများတောင်းဆောင်ကြမလဲဆရာကြီးတို့ကျွန်တော်တို့လည်းတင်ရစပွဲမှာဝင်ထိုင်လိုက်ရင်အစားတောင်းပြင်ရနေရာကိုမှတ်မတင်ကြည့်လိုက်မိပါတယ်။အဖောင်ရဲ့ဆိုင်ကတော်ဝင်တူးတက်နေပါလား။အေးလေကျွန်တော်အဖောင်ဆိုင်ကိုမရောက်ခင်ကလေကြာနေပြီပဲဟာကြည့်တော့ဝက်ကလေးကိုကောင်းလုံးกินထားတယ်။ဝက်ကလေးကနီးရဲနေပြီးအစီတွေနဲ့ဝင်းပြောင်းနေပါတယ်။ဝက်ပေါင်နီးရဲကင်ကဘန်းထဲမှနေပြီးကျွန်တော်တို့စားပါလေတောက်ပါလေလို့မျက်စားပစ်ပြီးဖိတ်ခေါ်နေတရားရောက်တမ်းမှလေးလေးရှိရှိဘေးကင်ဆဲကောင်းခန့်အစီအကြီးထိတ်ဆွဲထားတယ်။ဘဲနှုတ်သီးကဟပြင်းနေတယ်။စားပါလေမျိုးပါလှဲ့ဖိတ်မှန်တကာပြုတ်နေတရားရောက်ဝက်ကြီးတုံးတက်သား1000ခန့်အပြားကြီးကစနီတုံးပေါ်မှာစီတရွှဲရွှဲလက်သီးဆောက်ကပစုံနီရဲရဲကြီးများကိုမုံနေပြတ်တုပ်ပြီးတော့ကြော်လော်ထားတာကလေတည်တများများကြကျင်စရာကျွတ်တော်မြေခေါ်ပြီးတော့ဆက်လက်ရွယ်မုံကြီးရွတ်တို့လည်းစိမ့်ဆူလျက်အဖောင်းရဲ့ဆိုင်ကြီးတူးတက်လှပါလားဆရာကြီးအလူရှိရန်ပြောပါအရသာရှိရှိစီစဉ်ပေးပါမယ်ကောင်းပြီဝက်ကင်ကိုကောင်းလုံးကြော်ချဟုတ်ကဲ့ပါဘေးကင်က3ကောင်းဟုတ်ကဲ့ဟိုဝက်3ထက်ပြာကုန်းမောင်ကြီးကြော်တောက်ကြော်စိမ့်ကြော်ကောက်ဆွဲကြော်အမြတ်ကြော်ဟုတ်ပစုံမုံနေကြော်ရှိသမျှကုန်းချဟုတ်ဒါပဲထောင်ကဲသွားမြင်လောက်ကြည့်တိတ်မကြနိုင်ဘူးကျွန်တော်တို့မှားထားတာတွေစပွဲပေါ်စီရောက်လာပါတော့တယ်ကျွန်တော်လည်းကောင်းမဖော်တန်ငုံရင်းပြီးတော့တယ်ဘိုက်ကလေးနဲ့စောကြီးကဝက်ကလေးကင်ကိုအလူအရက်ဖိရွက်ကပလုတ်ပလောင်စားနေကြပါတယ်အကြခင်ဝက်ကလေးကင်ကနယူးပေါ်ပြီးအယူစုဘဝပြောင်းသွားပါတော့တယ်ဘေးကင်ရောဘာထူတော့နှုတ်သီးနဲ့ကောင်းတာကျန်တော့တယ်ခေါက်ဆွဲကြော်ကြက်ကြော်ထမင်းပြိုက်ခနေထမင်းလိုက်ဝဲအဖောင်းကသူ့ဆိုင်ကိုဒီကနေ့ကျွန်တော်တို့3ယောက်နဲ့ရှင်းမဲ့ပုံပေါ်နေလို့ပျော်ရွှင်နေပါတယ်စနေတုံးမှာအသားများစင်ရင်တချင်းဆိုလိုက်သေးတယ်ဝတ်သားစင်တချင်းဆိုနေတယ်တစုံတရာကိုတတိယဟန်နဲ့အလဲမေ့နေလိုက်တာဆရာတွတ်တို့လည်းဝါအထိုးဟင်းလျာတပွဲချပြီးဖို့မေ့နေတယ်အေးဒီလိုဆိုရင်လည်းမြ мян ချဟိတိတ်မကြပါဘူးအဖောင်ကျွန်တော်တို့ဘီကိုလာရက်တယ်သူ့လက်ထဲမှာတော့အငွေ1000တောင်းထနေဟင်းချိုခွက်မှုေးနေရပဲဆရာကြီးတို့ကိုဝဆိုင်မှာဒီနေ့အထူးစပယ်ရှယ်ဟင်းချိုနဲ့အိတ်ခံပေးရစေစပယ်ရှယ်ဆိုပါလားဘာဟင်းချိုများမလို့လဲအဖောင်ရဲ့ငမန်းတောင်ဟင်းချိုပါဆရာတော့ဘာငမန်းတော်မလားနဲ့ငမန်းကြီးမလားနဲ့တွားစောကဝီသားလေးပြီးဘလူးဝင်စည်းတလို့တရေမရဲတွေ့နေကြတဲ့ကျွန်တော်တို့လူစုမှာငမန်းဆိုတဲ့စကားလုံးကိုကြားလိုက်ရတဲ့အခါအကြီးအကျယ်လန့်ပြန်သွားပြီးစောကြီးမှာအဖောင်းလက်ကိုလက်ပြန်ရိုက်ထုတ်လိုက်ရာငမန်းတောင်ဟင်းချိုပကံကအဖောင်းရဲ့ခေါင်းကိုဆွတ်သွားပါတော့တယ်အာပူတယ်တေးပစီငမန်းတွေဟင်းဆရာတော့ဘာရီရောင်းအော်နေရလဲဘိုက်ကလေးတန်ကြားမှာကျွန်တော်လည်းတတိယပြီးကြည့်လိုက်တော့ကျွန်တော်တို့ကပင်လယ်တွင်းမှာသာဘိုက်ကလေးကကျွန်တော်ကိုစူးစမ်းကြည့်ဟန်ဖြစ်ကြည့်နေပြီးစောကြီးကတော့ငမန်းဆိုလို့ပင်လယ်ပြင်ကိုဝဲရတောင်မြောင်ကြောက်လန့်တကြားကြည့်နေတော့တယ်
အော်ကျွန်တော်အိမ်မက်မက်သွားလို့ပါကွာကျွန်ုပ်ကရက်အတန်ကြာပင်လေတွင်းမှာမျောနေပြီးအစာရေစာပြက်လိုက်ရာမှာအိမ်မက်မက်ပြီးအဖောင်ဆိုင်မှာစားတောက်ခဲ့ရတာတွေကိုပြောပြရာစောကြီးနဲ့ဘိုက်ကလေးကတရီတများများကြပြီးမျက်လုံးများတောက်ပါနေကြပါတော့တယ်မတီကောင်းမပြောက်ကောင်းကျုံတိုင်းကိုငါပြန်ရောက်ရင်တော့ရောက်တဲ့နေ့ပဲမြိုင်သာတက်ပြီးအဖောင်ဆိုင်မှာဝက်ကောင်လုံးကင်းနဲ့ပွဲတော်တီးပြစ်မယ်ကွာနော်နေရညရမရှိအိတ်ချင်ရင်အိမ်နိုးချင်ရင်နိုးကျွန်ုပ်တို့ကမျောချင်ရမျောတရက်မှာမိုးပြေးလေးရွာကြတယ်ဟာမိုးရွာပြီဟဲ့ကျွန်တော်လည်းရုတ်တရက်ကြံရပြီးစီပိုင်းထဲမှာဇင်းကပြင်းချက်ဖို့တစ်ခုပေါ်တက်နေလိုက်တယ်မိုးရေကိုစီပိုင်းနဲ့ကန်ထားလိုက်ခြင်းပဲမိုးရေချိုကကျွန်တော်တို့ကိုဆက်လက်အသက်ရှင်ခွင့်ပေးမြင်မဟုတ်ပါလားစောကြီးကဖျားနေတယ်ကြောက်ဖျားခန္ဓာကိုယ်ကပူချစ်တောင်းနေပါတယ်ကြောင်ကထမ်းပြောနေတယ်ပူဆွဲမိရေလှောင်းခွဲရေငမန်းကြီးကောင်းမောင်ပေါ်တင်လာတဲ့စီပိုင်းနဲ့ခေါ်ဝင်လာတယ်ငါပြန်ငလူးတို့ကိုဖမ်းပြီးတော့အသက်ရှင်တန်နေရတယ်ပြင်းရင်ကြက်တူရွေးကိုစကားတင်ရတယ်အခုဖိုးချက်တော်ပင်စကားတော်တော်တက်နေပြီပူဆွဲမိငါမိမပူဆွဲမိရက်ကြတော့အားကွန်လေးစုပ်ယုတ်လာကတရက်ဝယ်တော့အိယာမနိုးလာလို့ငှက်တန်ကြရတယ်ရလုံးဖွင့်ကြည့်လိုက်တော့ပင်လေပြောစင်ရောငှက်များစင်ရောငှက်နှစ်ကောင်ကုန်းပေါင်ပြားပေါ်လာနာတယ်ကျွန်ုပ်ကစက်ကနေတန်းတန်းနဲ့ရိုက်ချလိုက်ရငှက်နှစ်ကောင်အတောင်ကျိုးပြီးတော့ရေထဲဖြစ်ဖြစ်လူသွားတယ်အမွေးပင်စင်အောင်မနှုတ်အောင်ငှက်သားစားပြီးတော့အားရင်အတန်းငယ်ပြန်ပြေးလာရတယ်ရှိရလေးနဲ့ဝအောင်စားငှက်သားကြတော့ပိုးချက်တော်ကမစားဘူးဇက်တူသားမစားကြီးချမစားကျွန်တော်နဲ့ဘိုက်ကလေးကမုတ်ဆိုးများမို့သားစိမ်းငါးစိမ်းဟာမဆန်ဘူးစောကြီးကအခက်အသားစိမ်းကိုရှုံးမဲ့ကမြူချရတယ်ပြီးတော့ဖျားနေလို့ခတ်ပါပြီအခုနေကြက်ကြော်လေးစားကြလိုက်တာစောကြီးစားကြတာတော့မင်းမပြောနဲ့ငါတော့အဖောင်းဆိုင်မှာစားခဲ့ရတာကိုဒီညအိမ်မက်ပြန်မက်ချင်နေကွာငါတကောင်စားနှစ်ကောင်စားကျွန်တော်တို့အပေါ်မှာပြန်ဝဲပြီးစူးစမ်းတယ်လို့ပြုနေကြပါရီကြည်စမ်းရုပ်ဆိုးလိုက်တာဘာကောင်းနေလဲဟာငါတချို့ကတော့အဝီးမှာပင်လေရေပြန်စီးနေကြတယ်ဇေယောင်ငှက်တွေတွေ့လာရင်ကျုံးနဲ့နီးလာပြီကွာတေချာကြည့်တာကျုံးတက်မြင်ရလားလို့ဘိုက်ကလေးနဲ့စောတယ်မှာလည်းအရက်ရှင်းမျက်နှာကိုလှည့်ကြည့်ပါရီဘာကျုံးတန်းမှမတွေ့ဘူးဆရာတော့ဝီးလို့ကွာကျုံးတန်းရှိကိုရှိရမယ်ဇေယောင်နေတဲ့ကြောက်ကူတွေရှိရမှာကျွန်ုပ်တို့လည်းမျောချင်ရမျောပါနေကြတယ်မိုးရွာစင်ကခန်းထားတယ်တောက်ရီချိုကလည်းကုန်းလို့ပြီရေကိုချွေတာတောက်မှာပေါ့ရေကုန်သွားရင်ခတ်မယ်နောက်ပိုင်းကျငါးတွေလည်းခုံမတက်တော့ဘူးဇေယောင်ငှက်တွေကလည်းဖမ်းရခတ်လာတယ်ဝမ်းကလည်းတကြုံစားလောင်လာပါရီခန္ဓာကိုယ်များကိုပြုံးမကျသွားအောင်အင်အားရှိသမျှဖက်တွေထားရင်မျောပါနေရမှာဟာစတော့ဟိုမှာကျိုးနှမ်းချင်တယ်ဘိုက်ကလေးကအလန့်တကြားအော်ပြောလိုက်ရကျွန်တော်လည်းမျက်လုံးတွေကိုပုတ်တက်ကြည့်ရအလိုဟုတ်ပါကျိုးနှမ်းကြီးကမမေးကြီးကျွန်တော်တို့နဲ့မလန့်မကန့်မှာခုံကြီးပေါ်နေပါရီစောစောကကျွန်တော်တို့မတွေ့မိပါဘူးအိပ်ပျော်သွားကြတော့ကျွန်တော်တို့ရေစည်းနဲ့မျောပါသွားကြနေမှာပို့ဆရာတို့ရဲ့ဟုတ်ပါလာဟိကျိုးနှမ်းစီကိုရက်ကြမယ်ကျွန်တော်တို့လည်းလွန်ဆောင်မအားရဝါတာဖြစ်ကကျိုးနှမ်းမမေးကြီးရှိရာကိုအမြန်ဆုံးရအောင်အာသွန်ကွန်ဆိုင်ရက်ကန်သွားကြပါတော့တယ်အိုင်းနေဘေကရောက်လာတယ်လည်းမသိဘူးမကြမီပြီးကျုံတန်းကန်းကြီးကိုရောက်လာပါတော့တယ်ကျွန်းကဆန်းလာတယ်မဲကြီးပြောင်ချောနေတယ်ဘာတစ်ပင်ကြောက်ဆောင်မှမရှိဘူးရင်းကြီးမဲရီတက်နေတဲ့ကြောက်တုံးကြီးပါလားဘိုက်ကလေးကဝတ်တာအရာခုံတက်သွားတယ်ဖိုးချက်တော်ကလည်းပြန်ဝဲလိုက်သွားပါတော့တယ်ဟေးပင်လေတိတ်ကလွတ်ပြီးကွာကျွန်းပေါ်ရောက်ပြီးဘိုက်ကလေးတဲတွေပါရရှိလားကြည့်စမ်းတဲတော်မတွေ့ဘူးပြဒါပေမဲ့ကျုံးမြေကပျော့တွေ့ကြီးကျွန်တော်လည်းစိတ်ထဲမတူးမတန်ဖြစ်လာလို့ကျိုးနဲ့မမဲကြီးကိုတိကျစိတ်ငုံနေစဉ်လွန်စွာမှတူးဆန်းအံ့ဩဖွယ်ရာအခင်းတရက်ဖြစ်လာပါတော့တယ်၎င်းမှာကျုံတန်းကြီးကစက်ကနေတစ်ချက်တုံခါသွားပြီးတနေရာမှာရေပန်းကြီးတစ်ခုထောင်ပြီးပန်းထွက်လာပါတယ်ဟာရေပန်းလည်းရှိတယ်ဟာနှိပ်ပြီးဟာရေချိုးဖို့လည်းမပူရတော့ဘူးဘိုက်ကလေးကရေပန်းရှိရာကိုပြီးသွားပြီးကြားလာတဲ့ရေကိုချိုးနေစဉ်ကျွန်တော်လည်းအန်ဒီရဲ့အငွေ့သက်ကိုရတော့ဘိုက်ကလေးကိုအလင်းမြန်အော်ဟစ်ခေါ်ယူရတယ်ဟာဟစ်ကောင်ဘိုက်ကလေးလာအဲ့ဒါကျုံတန်းမဟုတ်ဘူးတေးမင်းဘိုက်ကလေးကလည်းရေပန်းမှာရေကိုပါးစပ်နဲ့ခံနေစဉ်ကျွန်တော်ရဲ့အော်တန်းကြောက်ပြူးပြလှည့်ကြည့်တယ်တေးမင်းဘာတေးမင်းတော့ဗျပြန်မေးမနေနဲ့မြင်မြလားဘိုက်ကလေးကလည်းဘူးမတီဘာမတီနဲ့ပြေးလာစဉ်နောက်ကျသွားပြီးဖြတ်ပါရီကျွန်းတန်းမမဲကြီးကရေအောက်ကိုတစားနဲ့နေဆင်းသွားကရေအောက်ကိုရောက်သွားပါတော့တယ်ဘိုက်ကလေးလည်းထိုအခါမှာကျွန်တော်တို့ရှေ့အောင်ကိုတေးပြေးရှင်ပြေးရှေ့ကူးပြေးလာရှာပါတော့တယ်ပြီးတော့တိုင်းကြီးပေါ်ဖက်တွေတက်ရင်ဟောဟင်းဆိုင်နေပြီဘာကြီးလဲဗျဘာကြီးရမှာလဲအဲ့ဒါကျွန်းတန်းမဟုတ်ဘူးဝေလာငါးကြီးအေယာမဝေလာငါးကြီးကွာထိုအခါမှလည်းနှလုံးရက်မတက်ကြောက်လန့်သွားပါတယ်ဘုရားကန်ကြီးပြီလို့ပြောဒါနဲ့ဝေလာငါးကြီးကရေပြင်းပေါ်ဘာလို့ပေါ်နေရလဲလေးတက်ရှူတာပေါ့ကွာမင်းမမြင်ဘူးလားရေပန်းနေပန်းထုတ်လိုက်တာသိပါဦးဗျာရေပန်းကိုဘိုက်ကလေးက
ရေချိုးရင်းထင်ပြီးပါဇက်နဲ့ခံလိုက်တာဟေးဘိုက်ကလေးဝီလာငါးရေပန်းကဘယ်နဲ့လဲချိုးလန်းချင်လားငန်းကြီးကြီးကွာရိုးမပြောကြုံနိုင်တာလူပြိုကြီး2ယောက်တစ်ယောက်ကငမန်းနဲ့တွေ့တစ်ယောက်ကဝီလာငါးနဲ့တွေ့ပြီးပင်လေဒုက္ခတွေကိုတိတ်တိတ်ရင်ပိုခံစားနေရတယ်အပင်မရှိကြောက်တုံးမမြင်တဲမတွေ့တောင်းနှက်ထီဆိုကြတဲ့ကကျွန်ုပ်ကကျုံးလို့မထင်တော့ပဲစူးစမ်းနေတော့မင်းကချက်ချင်းခုန်တက်သွားတာကွာတူးလေကျုံးမြင်တော့ပျော်သွားတာပေါ့ဘိုက်ကလေးမင်းပြောတော့ပင်လေတွေကလွတ်ပြီဆိုချီရတယ်တမိုးချုပ်ပြန်လေပြီအော်ဘာလို့လို့နဲ့ကျွန်ုပ်တို့မိုတာပုတ်ပြတ်ပြီးပင်လေမှာမျိုးပါနေတာက9ရက်ပင်ကြာခဲ့ပြီမိုတာပုတ်ဆက်တန်ကပြင်းလေးတွဲစွာထွက်ပေါ်နေပါတယ်မိုတာပုတ်ကမြေကျိုးစုပေါင်း800တဲမှာတကြုံကိုသွားမှဖြစ်ပါတယ်ကျိုးစုသွားခီးတဲ့တွေကကိုယ်ဖွဲနဲ့ကိုယ်စကားစမိပြောဆိုနေကြတယ်လူတွေမကကြက်တူရည်လေးတစ်ကောင်မှပါသေးတယ်ကျိုးစုသွားခီးတဲ့ပေါ့ဗျာကျိုးသားတွေကနီလောင်သားရီတို့ကညူမောင်းနေပါတယ်သူလိုကိုလိုအင်ဂျီတွေကိုလည်းဝတ်ဆင်ထားပါတယ်မျိုးမဝယ်လာတဲ့တိုလီမိုလီလူသုံးဆောင်ပစ္စည်းတွေကတောင်းပုံရပုံငါးဖက်ပိုက်နိုင်လုံးကျိုးရောင်ဆောင်စူးဆောက်တစားပလာစုံစီနှဖာစံစီပုံရှိနေစီဒီဇယ်တို့လည်းပါလာသေးတယ်မော်တာဘုတ်ကဖောင်းရည်ရှိထိခမန်းဝင်းကိုနင့်နေအောင်တင်ထားတယ်ကျွန်တော်တို့ကကြုံတိုင်းရွာကိုစာရေးဆက်တွေတဲ့စလုံးဘာစာရီတို့ရဲ့ကျုံးကိုသွားကြမှာဖြစ်ပါတယ်သူတို့နေထိုင်ရာကျုံးမှာအလန်တရာရှိတဲ့ငွေကြီးတောင်းချက်နေတော့နှိမ်နှင်းပေးဖို့အရေးအတွက်ကြောင့်ဖြစ်ပါတယ်ထိုခီးကကျွန်တော်တို့ရခင်သွားဖို့လို့သွားတန်နေပြီထိုနေ့ကရာသီဥတုမကောင်းဘူးတောင်ရက်စီမှာကောင်းကင်ပြန်ကနေရဲနေပြီးတော့လေယာဉ်လေးတုံတိုက်ခတ်နေပါတယ်မကြမီပါဘူးရှိပါလာတယ်မိုးရွာလိုခီးသွားတွေတိတ်ဆိတ်သွားပါတယ်တမောသားတွေကပြားပြားရပြဲလူလာဆန်ကန်လှုပ်ရှားနေပါတယ်ကျွန်တော်ကတောင်ရက်စီမှာကောင်းကင်ပြန်ကိုမကြိုက်ဘူးဘိုက်ကလေးနဲ့စောတင်မောင်တို့ကိုတော့ကြောက်မှဆိုလို့မပြောပါဘူးဒါပေမဲ့မိုတာဘုတ်တစ်ခုခုဖြစ်ပါကအကူညီရရင်စဉ်းစားထားရတယ်ပြပါတစ်လုံးငါးဖန်းစီတစ်လုံးပြပါကိုမတိမတာတွန်းကြည့်ရာကံအားလျော်စွာအလွတ်ဖြစ်နေတယ်ငါးဖန်းစီကလည်းအလွတ်တိတ်မကြနိုင်ဘူးတောင်စီမလေးနီချမ်းကတသွန်သွန်မြူးနေရမှာချမ်းတန်းလာပါတယ်တိုင်းများကလည်းတမဟုတ်ချင်းကြီးမားလာပါတယ်မော်တာဘုတ်ကလေးကလေးနီချမ်းဆွဲကတိုက်ခတ်မှုရှီလိုင်းလုံးကြီးများရဲ့မြောက်ပင်ပြစ်ချထုံးနှံမှုတို့ကိုမရှုမလာခံနေရတယ်ခီးတယ်ရီရဲ့ကဲပါယူပါတစားစားအော်တန်တွေကတဝုံတဝဝဖြစ်ပေါ်နေတယ်မိုးလေလိုင်းကြီးများအောက်မှာကဘာပြတ်တယ်လို့တိတ်မကြပါဘူးလိုင်းလီတို့ရဲ့စောင်းချချိုးချီခံလိုက်ရလို့မော်တာဘုတ်ကအီယာကွဲသွားပြီးနမြုပ်သွားပါတယ်ကျွန်တော်ဖတ်ထွေထားရီစီဘိုက်ကလေးဖတ်ထွေထားရီတိုင်းကြီးတို့ကလည်းတခြားပစ္စည်းများနဲ့အတူရှေးပြင်းပေါ်မှာလွှင့်စင်ကျသွားပါတော့တယ်ဘိုက်ကလေးစီကိုမလွတ်စင်တဲ့ဟိစောကြီးရောစောကြီးမတွေ့ဘူးဆရာတော့ကျွန်တော်တို့လည်းလေးနေရတိုင်းလုံးကြီးများတည်ဆောင်ရာကိုစောက်တရမရပြင်းထန်စွာမျောပါရင်လူစုကွဲသွားကြပါတော့တယ်ကဲပါယူပါတစားစားအော်တန်တွေကလည်းတစားတစားပြောင်းကွယ်သွားတယ်ငွေငန်းဖြူမိုတာဘုတ်ကဒီခီးကိုဘယ်တော့မှပြန်လာတော့မှာမဟုတ်ပါဘူးပင်လယ်ကျမ်းမြေအောက်ကိုသာထာရအိဆက်လေးလျောင်းရန်ထွက်ခွာသွားပြီဖြစ်ပါတယ်။မုန်တိုင်းဆဲတဲ့အခါကောင်းကင်ပြင်ကပြန်နေကြည့်လည်လာတယ်။တိုင်းလီငိမ့်သက်သွားပြီ။ယခုတော့လေပင်လယ်ဟာစောစောကသူဘာမှမဖြစ်ခဲ့သလိုတည်ငြိမ်ရင်းကျက်ပြီးအင်ဒရီရနေပါလား။ကျွန်တော်ကစီးအတွင်းမှာတိုင်းလျက်မလန်မကန့်မှာဘိုက်ကလေးကတိုင်းငီဖို့ကိုအာလီယာမောက်ဖက်တွေကငိမ့်သက်လျက်မုံဆိုးများမှုသာအသက်ရှင်ကျန်းရပါတော့တယ်။မိုတာဘုတ်ထဲမှာအပိုင်းစာရီလူသုံးဆောင်များစားတဲ့ရေပေါ်ပေါ်တဲ့အရာတွေဟာမလန်မကန့်မှာမျောပါနေကြတယ်။စောကြီးရောစောကြီးမတွေ့တော့ဘူး။ဘိုက်ကလေးခေါင်းထောင်ထားလာတယ်။ဆက်တော့ကျွန်တော်မိသွားတာဗျာ။ဘိုက်ကလေးလည်းပတ်ဝန်းကျင်ကိုစိတ်ငိုကြည့်တယ်။ဟေးစစ်တော့နဲ့ကျွန်တော်နှစ်ယောက်တည်းစောကြီးတော့သွားရှာပြီးထမရဲ့ကွာ။ဟေးစောကြီးဖြစ်ရလေတငယ်ချင်းရဲ့ဘိုက်ကလေးကမျက်နှာငယ်လေးနဲ့စောကြီးအတွက်ခန်းစားနေရပုံပေါ်တယ်။သူတို့နှစ်ယောက်ကကြီးစားလူဖက်ဖြစ်ပေမဲ့လည်းတန်ရုံးစင်တော့အကြည့်သား။ဘိုက်ရီအိုးပြကိုစောမိမเจ้าသာမပါစေနဲ့ဟာဟိုမကြီးစမ်းပိုက်ကလေးအဝေးစီမှာလူချောက်ခန့်ကကျွန်တော်တို့ရှိရာကိုရမောင်တန်းကူးလာတဲ့ဟန်မင်းအနီးနားရောက်မှသူတို့ကကုန်းမောင်ပြားကြီးတစ်ချက်ကိုအတူကန်ပြီးခြေထောက်များဖြင့်ညီညညာကူးကပ်လာခြင်းဖြစ်ကြောင်းတွေ့ရပါတော့တယ်။ကျက်တူရဲတစ်ကောင်ကသူတို့ရဲ့ခေါင်းပေါ်မှာပြန်လိုက်ကုန်းမောင်ပေါ်နားလိုက်နဲ့ပါလာပါတော့တယ်။ကျက်တူရဲမှာမော်တာပိုးအပြတ်မှာလောင်ရင်ကွဲပြီးလူတွေနဲ့စိုးတူကောင်းဘက်ဘဝတူဖြစ်ရရှာတဲ့ငှက်ဒုက္ခတွေပါလား။အပေါင်းအသင်းမကောင်းတာပေါ့ဗျာထိုလူ6ယောက်ထဲမှာစောကြီးကိုပါတွေ့လိုက်ရှာရာကျွန်ုပ်ကစောတင်မောင်ကိုဘဝတသက်တာမှာချိန်ဖန်များစွာတွေ့ရဘူးတဲ့နဲ့ဒီတစ်ချိန်တွေ့ရခြင်းလားဝမ်းသာအိမ်လေးဖြစ်ရခြင်းမရှိတော့ပါဘူးဒါတော့ရဲရဲကြီးဝင်ကြရမှာဖြစ်ပါတယ်ဟာစောကြီးဝမ်းသာလိုက်တာကွာတကယ်ချင်းစောကြီးမင်းမသိဘူးနော်ဝမ်းသာလိုက်တာကျွန်တော်တို့လည်းရုတ်တရက်ဖြစ်ပေါ်လာတဲ့စိတ်အလင်းတိုင်းကိုမိတ်ဆွေတွေကကွက်ပြီးနှုတ်ဆက်ကြခြင်းအောင်ဘေးမှာလွတ်လာရှာတဲ့ကျန်တဲ့လူလေးယောက်က
ကျွန်ုပ်တို့ကိုများစွာနှစ်သက်ဟန်ကြံလူလေးယောက်ကကျွန်ုပ်တို့ကိုများစွာမနှစ်သက်ဟန်ပြကြတယ်ထိုအခါမှအကင်းပါတဲ့ကျွန်ုပ်ကလည်းတတိယကအိုးမိတ်ဆွေတို့မတီကောင်းမပြောက်ကောင်းအခုလိုအသက်နဲ့ခံတာဦးစားမကွဲပြီးတွေ့ရတာအားရှိပါပြီဝမ်းမြောက်ပါပြီမကြခင်ကျွန်ုပ်တို့ပင်လယ်ထဲကလွတ်မြောက်လန်းကိုတွေ့အောင်အတူတကွကြံစည်ကြတာပေါ့ဗျာထိုအခါမှလူများလည်းအားတက်ခြင်းနဲ့တွားကြကကျွန်ုပ်တို့နဲ့ပူးပေါင်းလိုက်ပါတယ်ထိုလူ9ယောက်မှမိမငယ်တဦးလဲပါလာတယ်ထိုမိမငယ်ကကြောက်လန့်ပြီးတော့တဲကြီးဖြတ်နေရရှိပါတယ်ဟဲ့ငါကွန်ပျူတာဆိုင်ပြန်မဖွင့်ရင်ကောင်းမလဲအရေးတယ်မိမသားကိုဦးစားပေးရမည်ဖြစ်တဲ့ကျွန်ုပ်တို့ရဲ့တဘာဝအတိုင်းထိုမိမကိုခေါ်ပြီးကျွန်ုပ်ပိုင်ဆိုင်ရာငါးစီပိုင်းတဲ့နေရာပေးပြီးကျွန်ုပ်ကတော့ကုန်းမောင်ပြားကိုဝင်တွေ့မိလိုက်ပါတော့တယ်စားစီမဲစားရိုက်မယ်ပြီးတော့ချင်းချင်းမိတ်ဆက်ကြရာမိမငယ်ကမမွေးဖြစ်ပြီးကျန်သူများမှာရှားစားနိုင်ဝင်စိုးတော်တာဤကိုနဲ့ကိုခိန်းဆိုသူများဖြစ်ကြောင်းသိရပါတော့တယ်ဒီလိုနဲ့လူရှင်းရအောင်ငှက်တကောင်ကကမ်းမမြင်လမ်းမမြင်ပင်လေထဲမှာမျောချင်ရမျောရင်ကဲသူမဲဘဝကိုရှောက်ခဲ့ကြပါတော့တယ်နှစ်ရက်ကြာမှထိုလူအုပ်စုထဲမှာလူတစုပြုတ်ကြကကြံရတော်တယ်အသက်ဝိညာဉ်ချုံငိမ့်ပြီးကြံရချင်းဖြစ်ရာကျွန်ုပ်တို့လည်းလိုက်မကယ်တော့ကိုခင်ကြီးအမြ3ရက်ကြာမှတိတ်ချပြက်နေသူမမွေးမှာစီပိုင်းထဲမှာအသက်ပြောင်းနေတာကိုတွေ့ရလို့ကျွန်ုပ်တို့လည်းဝမ်းနေစွာနေပင်ပင်လေသိမ်းချိုင်းမှာရေချမြုပ်နဲ့လိုက်ရပါတော့တယ်။တွားပြီးတော့ကန်ဆိုးမှလေးမမွေးရင်ပင်လေထဲမှာပဲကွန်ပျူတာဆိုင်ဖွင့်ပြီးတော့ကျွန်ုပ်လည်းကျွန်တော်မူရင်းစီပိုင်းမှာပြောင်းဝင်ရပါတော့တယ်။နောက်နေ့မနက်ခင်းမှာတော့ကုန်းမောင်ပြားမှာစောကြီးတူးတဲ့ကိုသာတွေ့လိုက်ရပါတော့တယ်။ဟဲ့စောကြီးရာစာနိုင်ဝင်းတို့စောတော်တာတို့ရောရာစာတော့ညာဥကရိတ်ကမြမြော့ကျန်တော့တာလက်လွတ်ကျန်ရရော့ပေါ့စိုးတော်တာကတော့ကာတွန်းပို့ဖို့တောက်ကြမဂဇင်းတိုက်ကိုသွားမယ်နဲ့ကြောင်ကတန်းနေပြောပြီးတော့လက်လွတ်ချမ်းခဲ့တာပါပဲဗျာရာစာကတော့ညာဥကရိတ်ကမြမြော့ကျန်တော့တာလက်လွတ်ကျန်ရော့ပေါ့စိုးတော်တာကတော့ကတွန်းပို့ဖို့တောက်ကြမဂဇင်းတိုက်ကိုသွားမယ်နဲ့ကြောင်ကတန်းနေပြောပြီးလက်လွတ်ချမ်းခဲ့တာပဲဗျာတောက်ကြမှာစာမှုကားတွေတိုးပေးနေပြီးငါသွားမယ်ကျတူကြီးလေးကတော့အသက်ပြင်းစေဒီလိုနဲ့ကျွန်တော်တို့ကကမ်းမမြင်လက်မမြင်ပင်လေပြုံဝဲဖိုးချက်တော်သာစကားတင်အပြင်းပြေရင်အသက်ဆက်ရှင်နေကြရစေဟာကျွန်းကြီးပြိုကျွန်းကြီးဘိုက်ကလေးအလန့်တကြားအော်တန်ကြောင်ကျွန်တော်လန့်လို့လာပါရီနေအောင်ကြီးကကျွန်တော်တို့ကိုပတ်ပြန်းနေစေပြီးဘိုက်ကလေးညုံညာကိုကြည့်လိုက်တော့ဟုတ်ပါကျွန်းကြီးဒီတခါတော့မမတန်ရဘာလို့လဲဆိုတော့ပြန်ပြူးနေတဲ့တဲတောင်စိမ့်ဆူနေတဲ့တော့အုပ်ကြောက်ကိုကြောက်ဆောင်ကျွန်းမှကျွန်းစစ်ပင်ညကကျွန်တော်တို့အားလုံးအိပ်ပျော်နေစဉ်ပင်လယ်ရေစီးချောင်းကကျွန်တော်တို့ကိုကျွန်းရှိရာဘက်ကိုတွန်းပို့ခဲ့ခြင်းဖြစ်လိမ့်မယ်တိကံမရောက်တတ်မပြောင်းတဲ့သူတွေပါလားဒါနဲ့ဖိုးချက်တော်ရောမတွေ့ဘူးဗျညကရေထဲပြုတ်ကျသိပြီထင်တယ်ဟာမဖြစ်နိုင်တာချက်တော်ကပြန်တက်တဲ့ကောင်းပဲကွာအခုလောက်ဆိုရင်ကျွန်းပေါ်ရောက်နေပြီထင်တယ်ဟုတ်တယ်ပြိုဟိုမှာပြန်လာတာချက်တော်မဟုတ်လားချက်တော်ကကျွန်တော်တို့ရှိရာကိုပြန်လာပြီးသူ့ချီလာတဲ့တတိခိုင်ကိုကုန်းပေါ်ချပြီးတယ်စောကြီးကကျွန်တော်ကိုတတိလှမ်းပေးလိုက်တယ်ပြောဆက်တော့ဟာစက်တော့မစားနိုင်အောင်တော့ကြအစိတ်သီးတွေပါဖြစ်နေအောင်ပဲဒါတော့စိတ်ချပါကွာငှက်တွေအစိတ်သီးနဲ့စားရတဲ့အသေးခွဲခြားသိပါရီဖိုးချက်တော်ကသူ့ချီလာတဲ့တတိများကိုကျွန်တော်တို့စားလို့လွန်စွာမှဝမ်းသာအားရဖြစ်အဖြစ်ကျွန်းနှန်းစီကိုပြန်သွားပြန်มาတော့တယ်အများကြီးရှိသေးတယ်ကျွန်တော်တို့လည်းကျိုးစီကိုရက်ခါချင်းကပ်ခဲ့ပါရီကျိုးမော်ကိုစီပိုင်းတိုင်ကြီးပြင်ချက်တို့ကိုဆွဲတင်လိုက်ကြတယ်လွတ်ပြီးကျွတ်ပြီးတို့မသိတော့ကွာဘိုက်ကလေးနဲ့စောတမောင်ကသူ့ယူနှစ်ယောက်ပါမှာတဲတောင်ပြန်ပေါ်ပြေးလွှားလူလိုက်ကအော်ဟစ်နေကြပါတော့တယ်ကျွန်တော်လည်းစီပိုင်းထဲမှာနေစဉ်ကရက်ဆက်ဇရက်ကျိုးချပြီးအမတ်အသားပြုခဲ့တဲ့ဝါချောင်းကျိုးလေးတွေကိုရှေ့တွက်ကြည့်ရာစွတ်စွပေါင်း10ခုဒိုးတွေပင်လေထဲမှာမျောနေခဲ့တာ10ရက်တောင်မှလားပြိုးဆရာတော်လာပြုတ်အောင်းရင်စိမ့်တောက်ရအောင်ဘိုက်ကလေးနဲ့စောတမောင်ကအုံးပင်တန်းအောင်မှလှမ်းခေါ်တယ်သူတို့အနီးမှာလိုက်လံကောက်ယူထားရရှိတဲ့အုံးသီးများဘိုက်ကလေးကသူ့ဓာတ်ပြေအုံးသီးအဝကိုဖွင့်ကားပေးပါရီတောက်ကြည့်တော့လက်ဆက်ထူဤတဲ့အုံးကြီးကလေချောင်းမှတစ်ဆင်ရှော့ဆင်းသွားပါရီချက်တော်ကြီးလာဟိအဝတာတောက်ပြုတ်စောတမောင်ကအုံးသီးချမ်းမှာအုံးရီထည့်ထားပြီးချက်တော်ကိုတိုက်ပါရီချက်တော်ကလည်းအာပါတရတောက်တယ်ကျွန်းကြီးကကြီးမားလာပါရီကြောက်ဆောင်နေဘက်နောက်ရက်မှသွားပြီးတော့လိလာရမယ်ဘိုက်ကလေးကရေခက်စင်းကကြောက်ဆောင်နေကြဓာတ်ချောင်းပြင်ငါခုတ်ဖို့စောင့်နေတယ်ကြောင်ကချင်းကရခင်ကအန်ဒီရမရှိနေခဲ့ရမှာယခုမှကြားရောက်လာတဲ့အန်ဒီရကိုနားလည်နိုင်မှာမဟုတ်ပါဘူးစောကြီးကသိမ်းမမွှရှိတဲ့နေရာတွေကိုလိုက်တူတယ်ဟာလက်ဥရီပြိုပွားတာပဲကျွန်ုပ်ကထင်းချောင်းအုံးဆန်ချောင်းများကိုရှာဖွေပြီးမိဖို့ပြုလုပ်ရပါတော့တယ်ငါးကင်ပစုံကင်နဲ့လက်ဥစိန်ဖောက်တော့ရခြင်းကလက်တော့တာတည်းများကောင်းလာပါတယ်စရက်တာပင်လေတွင်ငပြက်ခဲသမျှအတူချတွေ့ကြရာ
ငါးနှစ်ကောင်ပစိုးသုံးကောင်လေးဦးအလုံး20မှာတက်တက်ပြောင်းသွားပါတော့တယ်စားလို့ကောင်းလိုက်တာကွာဟုတ်တယ်နန်းကြားတော့မကတ်ချင်ဘူးဒီကျိုးမှာနေနေသမျှတော့စားရေးတောက်ရေးပူစရာမလိုတော့ဘူးပြောစားစရာကြီးတော်ဝါမျိုးစုံတောက်စရာအုံးကြီးဟန်ကြားလာပါပြီတောင်ကြဆန်းတွေလည်းရှိမှာပါကွာမနေ့ပြန်မှာကြောက်ဆောင်တွေဘက်ကိုသွားကြည့်ကြတာပေါ့စတော်အတွက်ကတော့ဘရီသားပြီးဥယျာဉ်ကြီးတွေ့ရလည်းမချပါဘူးဘိုက်ကလည်းတင်းမိမို့ကျွန်တော်တို့လည်းနေလေခင်းဝဲအရေးကောင်းကောင်းမှတဲမွေရကြောခင်းကအိမ်မိုးကျသွားပါတော့တယ်စူဒီဟုံးမှုရထက်ပိုကောင်းသည်အိယာမနိုးတော့ညနေပင်စောင်းနေပြီဘိုက်ကလေးနဲ့စောကြီးကတော့အိတ်ကောင်းနေစေကျွန်တော်တို့လည်းကန်းဆက်စင်ကရေချိုးရင်း9ဆန်းရကြောင်ငကျန်း3ကောင်ပစုံ5ကောင်ပြည်ကြီး9 2ကောင်တို့ကိုအလွယ်ပင်ဖတ်ယူရရှိခဲ့ပါသည်ရေတတော်ဝါတွေကအန်ဒီရပြုမဲ့သူမရှိလို့ပေါများကျင်တိုင်းပေါများနေပါလားဟာဆယ်တွတောင်တော့ရနေပြီပဲစောကြီးနဲ့ဘိုက်ကလေးလေးနိုးလာကြပြီးကြောက်ကြောက်ကြားရှောက်ဆန်းကြတယ်ဟာကျေငါးကြီးပြိုကျေငါးလေးစေကွာစားမယ်ဘိုက်ကလေးတင်လိုက်တဲ့ကျေငါးကတဲပြင်းပေါ်ကြကလူးလွန်နေပါတယ်စောကြီးကလည်းအားကြမခံစမ်းပြီးဟောတွေ့ပြီဘာလိမ့်မှန်းအာမွေကြီးသွားစောကြီးရောင်ရဲပြလိုက်တဲ့ရွှေမျိုးမျိုးတတော်ဝါကလီဟုံစီပြီးကျွန်တော်ရဲ့လေဘင်းကိုလာပတ်ပါတော့တယ်ဟာပရုတ်တုတ်တောက်ခွေကျွန်တော်လည်းလေဘင်းကိုလာပတ်တဲ့တတော်ဝါရဲ့လေမျိုးကိုမိမိရဆွေးညစ်ပြီးကြည့်လိုက်တော့ဟာစောကြီးကဒါငလင်မန်းကွာမွေးမဟုတ်ပါဘူးမွေးဖြစ်ဖြစ်ငလင်မန်းဖြစ်ဖြစ်ဘာမှမရှောင်စားမဟိညနေကျတော့မီးပုံလေးပြီးမှရှားလာတဲ့ရေတတော်ဝါများကိုကင်းဖုတ်စားတောက်ကြပါတယ်ညာကင်းကတုံတုံဖြူတိုက်ခိုက်နေပါတယ်အောင်းမင်းများကလေးတန်းနဲ့တရှဲရှဲတဝီဝီမြည်ကျွေးနေတယ်အိတ်တန်းပြန်ငှက်တွေကကြီးကြီးကြကြအော်မြေကစုဖွဲ့ပြီးနှိမ့်နှိမ့်ပြတ်တန်းလာကြကကြောက်ကူရီဘက်ဆင်းသွားကြပါတယ်ပင်လေကပြာရမနှက်မောင်သွားကရမောင်တူအောက်ဝေပျောက်ကွယ်သွားတယ်ကန်းဆက်ကြောက်ဆောင်တန်းများကိုလာရိုက်ခတ်တဲ့လှိုင်းတန်များကတဝဝဆူညံလျက်ရှိပါတယ်ဖူးချက်တော်ကအနီးရှိစောက်ကလားခြုံထဲမှာကိုင်းတစ်ခုမှအိတ်ဆက်နေပါတယ်တက်ရှိမှန်သမျှဒုက္ခမကင်းပါလားမျိုးရက်မှာဖူးချက်တော်ကလူတွေနဲ့အပေါင်းမလို့ကျွန်ုပ်တို့နဲ့အတူဘီဒုက္ခကြုံတွေ့နေရပါတော့တယ်မအိတ်ချင်ကြသည်ပင်လယ်တွင်းမှာဒုက္ခခံခဲ့ရတာတွေကိုပြန်ပြောပြရင်ယခုတော့ဒုက္ခလို့မထင်တော့ဘူးအဲ့တုန်းကမြန်ဆရာတို့ရဲ့တကယ်ပါကိုတေးလူလို့ပဲကျွန်တော်တို့သဘောထားလိုက်တာပူဆွဲမိရေလှအောင်ကွက်ရေဒီဘဝဒီမြပါပဲမင်းမောင်ကြီးတော့ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်တင်းချိုင်းမှာဘဝနှမြုပ်ရတော့မယ်ကွင်းလို့အာယုံသေးကနှုတ်ဆက်နေတာပဲဗျဟာစောကြီးကမင်းဟာကဆမ်းပါလားမင်းမေတော်မလကင်ကြသတိမရအောင်အမေကသီလရှင်ဝတ်သွားပြီဗျဖះနဲ့တရားနဲ့ဖြစ်နေပြီတန်ရုံးစင်ကြိုးတွေမခံတော့ဗျအမေသီလရှင်ဝတ်သွားတာမင်းကြောင့်ဖြစ်ခြင်းပြတ်မှာပေါ့ကွာဆက်တော့ကလည်းလှုပ်ပြီးစောကြီးရွာမှာသူမချိန်ဘူးတဲ့အပြိုမရှိဘူးကြာရင်ငါအမေမျက်နှာပြက်ကိန်းမြင်နေလူလောကီရှုပ်ပါပြီဘာသာနကမင်းတက်မောပြတ်တော့မဏိမေကလာနတ်သမီးကကဲတယ်ဆိုပဲဒါကြောင့်ကျွန်တော်တော့နတ်သမီးလေးကိုပဲနေတိုင်းတာပြီးမျှော်နေရပါတယ်ဗျာဟွန်းသူ့စောကလည်းမဏိမေကလာတော့ချမ်းသာမပေးဘူးအေးကွာအမှန်ပြောရင်ကျွန်တော်လည်းမြင့်ကိုပဲတတိယနေတယ်အော်လောကလေမှာမမမြင့်တယောက်တည်းကြံကင်းမအောင်တွေးပြီးတော့ဆရာတုတ်ကစိတ်ပူနေရနေမှာပေါ့နော်ဘယ်လာဟုတ်ရမှာလဲကွာလင်းယောက်ျားကျွန်တော်မှာတော့အန်ဒီရပြောနေရိုးမလေမှာတားကောင်တွေနဲ့ရှင်းပြန်ရဟောအခုလဲပင်လဲပြင်မှာတင်းချိုင်းချီတစ်ပတ်လှမ်းနေပြီတားကျွေးမှုမရကျွေးမှုဝိတုကတွေကိုကျွန်တော်ယောက်ျားကပဲခါးစီခံနေတယ်ဒင်းကတော့စားလိုက်တောင်းလိုက်ညဆိုရင်တကြီးအိမ်သွားပြီးကိုရီးယားကကြည့်လိုက်နဲ့ဒင်းကိုတွေးပြီးဒေါသထွက်နေတာကွာဟောမှတ်သားလောက်ပါရဲ့ဗျာဟုတ်ပါဗျာမမမြင်ရတော့စမ်းပါပဲကျွန်တော်တို့ရိုးမတော်တွေကညမောင်စားပြန်ရောက်ရင်သူကအိမ်မှာမရှိဘူးဘယ်ရောက်နေလို့တော့ဖိုက်ကလေးရဲ့ဟာဘယ်ရောက်နေရမှာလဲသူ့လည်းဘေးအောင်ကျွန်းတို့ဂျဲဟောတို့မိန်ရှူးတို့တူးကြီးတို့ဘတ်ချောအုံးတို့နဲ့တွားတွေ့နေရပေါ့ကွာဒီလိုလားလင်းတွေကလည်းများလာကြလားရှုပ်လဲရှုပ်တယ်လူလောကကျွန်တော်တို့ဟာကိုတန်ရစိတ်ထဲရှိတဲ့အတိုင်းပြောကြပါတော့တယ်လူဘဝကတန်ရုံးစင်တွေအချစ်တွေအမုန်းတွေအတိတ်တွေအနာဂတ်တွေနဲ့ရှုပ်ထွေးလာတယ်ထို့စဉ်အဝေးစီမှာအတန်တစ်တဲ့ကိုပါလက်တဲ့ကျွန်တော်နားစီကကြားလိုက်ရှာပါတော့တယ်ဟေးနားထောင်ကြည့်စမ်းဘုံတီးတန်လိုကြားတယ်လို့ပဲလူဘဝကတော့အေးဆေးပဲဘိုက်ကလေးနဲ့စောတက်မှလည်းနားဆင်ကြတယ်ဘိုက်ကလေးကတဲပြင်ကိုနားအပ်လိုက်ကငြိမ်သက်နေတဲ့အတန်ကြာမှခေါင်းပြန်ထောင်းလာကအစ်စ်ပဲဘုံတီးတန်နေပြီးတော့လူတွေတောင်မြင်ကိုခြေဆောင်ကကုံနေတန်တွေပဲပြို့အဲ့ဒီထဲကဂီတာတန်လေးကြားတယ်မဟုတ်လားကြားရင်စားတို့ရေဒါဆိုရင်မျိုးကလူတွေများပျော်ပွဲစွာထွက်လာကြရောလားဖြစ်နိုင်တယ်လူတွေကပျော်စရာကိုနေချဲထွင်ပြီးတော့ရှာလာကြတာအခုဆိုရင်ပင်လယ်ထဲထီတောင်နေချဲလာကြပြီမင်းမတွေ့ဘူးလားလူတွေကအခုဆိုရင်တတိကျွန်းတို့ကပ်ပလီကျွန်းတို့ပြီးတော့စလုံးတွေနေတဲ့မကြုံကလက်ကျွန်းတွေထီတောင်ရောက်ကုန်ကြတာဒါဆိုရင်တော့ပဲ
သူတို့စီအကူကြီးသွားတောင်းပြီးတမောကြုံပြန်လိုက်ကြအောင်ဆရာတော်လူပြိုကြီးစကားကတင်းလျော်တာမို့ကျွန်ုပ်တို့လည်းခြေနေကိုကြည့်ပြီးမင်းစင်ကြီးကရန်အတန်ကြားရဘက်ကိုထွက်လာခဲ့ပါတော့တယ်အိမ်ကောင်းချင်းအိမ်ရငါးပါးလိုက်မှတရေကြောက်တယ်ကျွန်းကြီးကကျေပြောလာလို့ဘုံတန်ကြားရကိုတော်ပင်သွားရတယ်ဘုံကြီးပဲတည်ရင်လူရိုင်းတွေဖြစ်နိုင်တယ်တချို့လူရိုင်းတွေဟာလူသားစားရစ်ပူစော်လေးရှိတယ်လို့ကျွန်တော်ကြားဘူးတယ်ဟင်ဒါဆိုရင်သွားလို့ဖြစ်ပါမလားဆရာတော်အခုကဂီတာတန်မှာကြားတယ်ကွာဂီတာဆိုတာကမျိုးပြသုံးဒူရိယာဒီတော့မျိုးသားတွေဖြစ်ဖို့ပုံများတယ်ဟုတ်တာဆရာတော်ကတော့တွက်တာချက်တာစိတ်ဆက်တယ်ပြို့တွေ့ရေးကတော့စက်တရေပေါ့ဗျာဒူရိယာတန်တွေကပို့ပြီးတော့ပြပြန်လာပါတယ်လူတွေရဲ့အတန်ပလန်တွေကလည်းကြားလာရတယ်ဒါပေမဲ့လူတွေပြောနေကြတာကကျွန်တော်တို့ဘာသာစကားမဟုတ်ပါဘူးအတန်တွေကဗမာအတန်တွေမဟုတ်ဘူးကွာဟုတ်တယ်တန်တော့ကျုပ်တို့တွေနိုင်ငံကျော်ပြီးတော့တခြားရေးပိုင်းနဲ့တည်းရောက်နေလားမသိဘူးဟမ်ဒါဆိုမြန်မာပြည်မဟုတ်ပေါ့အမလီဝေးပြီးလှောက်ကွေးမင်းမောင်ကြီးနိုင်ငံခြားရောက်နေပြီကျောက်စာအကွေးအကောက်တွေကောင်းကင်ရံကိုထိုးတက်နေတဲ့မိအောင်များကိုတွေ့ရပါတော့တယ်မိဝုံပွဲပဲကျွန်တော်တို့လည်းသူတို့နဲ့နီးနိုင်သမျှနီးအောင်ချင်းကပ်တယ်လားကွယ်ညာအမောင်ဟာကျွန်တော်တို့ကောင်းစွာအကောင်အကွယ်ဖြူထားပါတော့တယ်နေရာကကုန်းတွင်းကြားကြဖြစ်ပါတယ်နဘေးပက်လင်မှာတောင်ကမှုဆန်ဆန်ကြောက်တောင်ကြီးများကဝန်းရံထားတယ်ခြံတိုင်းများတပွဲပဲအလဲကွက်လက်ကျဲကြီးမှာမိဝုံကြီး3-4ပုံဖိုးထားရဝင်းကျင်ကလင်းထိန်နေပါတော့တယ်ဘုံနှလုံးကိုလူတို့ကတိခတ်နေပြီးသုံးကဂီတာကိုကိုစီဖြစ်ပါတယ်အလဲမှာတော့ကားကုန်ကြတဲ့လူတစု၎င်းကိုရှုစားနေကြသူများကကလန်ထိုင်ကြီးများပေါ်မှာခန့်ခန့်ကြီးထိုင်နေကြပါတယ်ထူးဆန်းနာကထူသူများရဲ့ဝတ်စုံများပင်ဖြစ်ပါတယ်ထူးဆန်းနာကသူတို့ဝတ်စုံတွေဖြစ်တယ်ဝတ်စုံတွေကရုပ်ပုံကားချက်များမှာကျွန်တော်တို့မြင်မှုတဲ့ရှေးအင်္ဂလိပ်လူမျိုးများပုံစံဖြစ်နေပါတယ်ကျွန်တော်တို့မှအအောင်မဆုံးနိုင်ကြဘူးလူတချို့ကတက်တာကြီးတွေကိုထမ်းပြီးတော့တေချလာနေကြပါတယ်အဝေးမှာတော့ကြီးမားလာတဲ့ပင်လယ်ကူးသမောကြီးရဲ့ပုံရိပ်ကိုမှောင်ဝဝတွေ့ရတယ်ရွက်တိုင်များပါတဲ့ရှေးသမောကြီးကျွန်တော်တို့ကထူးဆန်းလာတဲ့မြင်ကွင်းကိုမြင်ရလို့လွန်စွာမှပဲအံ့ဩတုန်လှုပ်နေကြပါတော့တယ်ဖိုးချက်တော်ပင်မပြန်တမ်းရတော့ငင်းကုန်နေပါသေးတယ်ဘိုက်ကလေးကကျွန်တော်ကိုလက်တို့ပြီးပြကြည့်ရမလန့်မကန့်မှာမှောင်ရိပ်မှာကျူးထုတ်ထားတဲ့လူတော်ကျွန်တော်တို့လည်းထူးထူးသုံးကိုသိချကြည့်ရမိမများဖြစ်နေကြတယ်။သပင်ဖားလျာထမိန်နဲ့ရှာနေမျက်နှာပေါက်ကိုကြည့်ရကျွန်တော်တို့မြန်မာကျွန်းသူများဖြစ်ရန်ရှိပါရီ။အတော်လေးကြောင်ကားကုန်နေပြီးနောက်မောသွားဟန်ဖြစ်အရက်များတောက်ကြတယ်။အစာရီစားကြတယ်။တီးကက်တန်တွေတိတ်သွားမှထပ်မှန်ကြရတာကမြေကူပေါက်တူးများဖြစ်ပေါက်ချတူးရက်နေတဲ့နေဖြစ်ပါရီ။ကျွန်တော်တို့လည်းတူတန်ကြားရကိုတွားကြည့်ရလူတစုကတွင်းကြီးတွင်းကိုအားကျိုးမှတ်တဲ့တူးနေကြကြောင်းတွေ့ရပါတော့တယ်။မကြမီကျင်းကြီးတူးပြီးသွားတော့စောစောကတမောပေါ်မှာချလာတဲ့တက်တာကြီးများကိုကျင်းနေချကြတယ်။ကျွန်ုပ်တို့လည်းရှိတွက်ကြည့်ရစုစုပေါင်း10လုံးရှိပါတယ်။တက်တာကြီးတွေကရာဝင်အိုးလောက်ရှိရာဗလာကောင်းကောင်း၄ယောက်ခန့်ထိမ့်ပြီးတော့ချရတယ်။တက်တာများကိုမချမီအင်္ဂလိပ်ကြီးတွေကတလုံးချင်းဖွင့်ပြီးတော့စစ်ဆေးပါတော့တယ်။တက်တာဖွင့်လိုက်တိုင်းမီးအောင်ပြဲစိန်ရွှေကြောက်တံပရံများတို့ကတပိတ်ပိတ်တက်လက်လက်တောက်ပါနေခြင်းကမျက်စိကျိတ်ဆက်ခမန်းမယ်။တက်တာအလုံးကိုကျင်းနေချပြီးတဲ့အခါလွန်စွာမှလူမဆန်တဲ့ရက်ဆက်တဲ့မြင်ကွင်းကိုတွေးလိုက်ရှာပါရီ၎င်းမှာကျိုးဖြစ်ချီနှောင်ထားတဲ့ကျွန်းသူသုံးကိုတက်ဖြတ်ပြီးတော့ကျင်းထဲကိုပစ်ချလိုက်ပါတော့တယ်ပြီးတော့မြေဖိုးကြတဲ့တက်ညီလက်ညီရှိပုံဖြင့်အချိန်တိုအတွင်းမှာပင်ကျင်းကြီးဟာမြေပြင်ပကတိဖြစ်သွားတယ်သူတို့လုပ်ငန်းကြီးပြီးဆုံးသွားဟန်ဖြင့်အင်္ဂလိပ်တွေကလည်းတမောရှိရာကိုပြန်လည်ထွက်ခွာသွားပါတယ်ကျွန်ုပ်တို့လည်းသူတို့နောက်မှနောက်ရောက်ကန်လိုက်ကြတယ်ဆက်တော့ဘာလဲဟာဟိုတမောနဲ့လူကြုံလိုက်ကိုအကူကြီးတောင်းလို့တော့မဖြစ်ဘူးထင်တယ်နော်တမောကြုံတော့လိုက်ရမှာမဟုတ်ဘူးဟိုကျွန်းသူ3ယောက်နေတော့ကျင်းထဲမှာလူကြုံအဖော်လိုက်ဖို့ပဲမြင်တယ်ဟောကောင်းသားပဲဗျာသူတို့ကလည်း3ယောက်ကျွန်တော်တို့ကလည်း3ယောက်ပူစာဆောင်တာပေါ့ဗျာလူပြိုကြီးတွေများအသက်ခံရတဲ့မိန်းမတွေတောင်ချမ်းသာမပြီးချင်ကြပါလားအင်္ဂလိပ်ကြီးတွေတမောပေါ်တက်ပြီးနောက်တမောကြီးလည်းကမ်းမှာတရွရွခွာသွားပါတော့တယ်ကျွန်တော်တို့လည်းတောင်ပြမရက်ကတမောကြီးကိုမမိတ်မတုံရက်ကြည့်နေတယ်ထိုးစမှာပင်လွန်စွာမှထူးဆန်းနေတဲ့အံ့ဩဖွယ်ရာအခင်းဖြစ်သွားပါတော့တယ်၎င်းမှာတမောကြီးဟာကန်းစမ်းမှာခွာသွားပြီးအတော်ဝေးရောက်သွားတဲ့အခါရှည်တဲကိုပဲပိုင်းမှာစတင်ပြီးတစားတစားနစ်မြုပ်သွားခဲ့ခြင်းပဲကြည်စမ်းတမောကြီးနှစ်သွားပြီမုံတိုင်းမတိုင်လှိုင်းလီမကြီးကြောက်ဆောင်ကြောက်ဆွေမညိပါပဲနဲ့တမောကြီးကသူ့ဘတာသူတဖြည်းဖြည်းနစ်မြုပ်ပြောက်ကွယ်သွားပါတော့တယ်ထူးဆန်းပါပြီဆရာတို့ရဲ့အမြကျွန်တော်တို့လည်းထူးဆန်းလာတဲ့ဖြစ်ပျက်ကိုမျက်ဝါးတင်တင်တွေ့ကြုံရပြီးသွေးလေချောက်ချားချာကတူးညာဖို့အိတ်ဆက်မပြောနိုင်ပဲမိုးဆန်ဆန်လင်းချာရှာပါတော့တယ်မနက်လင်းတော့တောထဲဝင်ပြီးတော့စားကောင်းတဲ့အသီးများကိုရွေးချယ်မှတ်တာကခုစောစားကြတယ်။တနေရာမှာတော့စမ်းပေါက်တွေကိုတွေ့ရတယ်။ရေချိုများဖြစ်နေလို့ကျွန်တော်တို့အတွက်တောက်ရည်လည်းမပူရတော့ပါဘူး။
ကျွန်ုပ်လည်းလက်ဆွဲတော်နှလုံးပြူကို၆ခံပြီးပြုပြင်ရာကံကောင်းထောက်မစွာပြန်လဲကောင်းမွန်လာခဲ့တယ်ဟိုင်ကြီးထွက်သွားပြီကြီးဟာအုံးသေးကန်ရဲ့အညာကိုတိုက်ရိုက်ထိမှန်သွားရာအုံးခိုင်ဟာရောဂနဲ့ပြုတ်ကျလာပါတော့တယ်အုံးခိုင်ကကျွန်ုပ်တို့ဝိုင်းအလေကြရာစောကြီးမှလန့်ဖြန့်ပြီးငုတ်တုံမိသွားပါတော့တယ်ကျွန်ုပ်လည်းစောကြီးကိုနှာနဲ့ယူရတယ်စောကြီးကလုကလုဗန်ဒူးလောက်ဝင်စားတဲ့စောကြီးတက်ထိကောင်းပါပြီစောကြီးကနှာနဲ့ပေမဲ့သတိမရတဲ့အပြင်တက်နေလို့ဘိုက်ကလေးကသတိရသွားပြီးဟိတ်ကောင်စောကြီးမင်းကတက်နေမင်းစားလှောက်ကွယ်လင်းတော့လိုက်သွားပြီတဲ့ဟမ်ဖွားရဲ့ဖဲလွေးပါစေဖေးပါစေသူအကမှပင်စောကြီးလည်းသတိပြန်လေလာပါတယ်ထူးဆန်းပါပဲကိုစောရဲ့သတိပြန်လေလာလို့ရှိမှအုံကန်ကြီးကိုမြင်တဲ့အခါမျက်လုံးမျက်စံပြူကလန့်သွားပါတော့တယ်ဆက်ဆက်တွတ်လုံးလိုက်အရန်ကြီးပဲကန်ကြီးလို့ပေါ့ခေါင်းပေါ်သားကြားလိုက်လို့ကတော့ပွဲချင်းပြီးပဲဖေးဟိကွာကြည်စံထွက်သွားတာပါပြစ်လိုက်တာမဟုတ်ပါဘူးသိရလေမပြစ်ရင်အညာတော်တက်မှန်နေဆိုတာကိုဟောဒီလိုနဲ့ထိုးနေကတဏှာကြောက်တန်းကြားမှာလိမ့်နှကောင်ရပါတယ်လက်ဥ၄၅ကျက်လောက်တူးပေါ်ရရှိတယ်ကျွန်းပေါ်မှာတောလေရင်ငှက်ကြီးနှကောင်လေးပြစ်ခတ်ရရှိလိုက်ပါတယ်ကျွန်ုပ်တို့ကယခုတော့ရေတတော်ဝါရောကုန်းတတော်ဝါပါကြိုက်ရစားခွင့်ရတဲ့ကန်တူးရှင်များဖြစ်နေကြပြီငါတို့တော့ကန်ဆိုးတာပဲညမောင်ကြီးပြိုးတော့စကားတန်တဲ့ကြားရတယ်ပထမတော့လီတူးတန်ထင်တယ်ဒါပေမဲ့လေသက်လာတိုင်းစကားပြောတန်ကပိုးပြီးတော့ပြပြလာတာမို့အတန်တွေကြားနေရတယ်ကျွန်ုပ်တို့လည်းညအမောင်ထုကိုအားကိုပြီးထိုနေရာကိုလာခဲ့တယ်ထိုနေရာကမင်းညကအင်္ဂလိပ်တွေမြုပ်နှံခဲ့ရရတနာတိုက်ဖြစ်နေပါတော့တယ်မီးအောင်လဲကိုမြင်နေရတယ်မီးဖို့ထားခြင်းပဲမီးဖို့ပက်လည်မှာထိုင်နေသူ၃ကိုမြင်တော့ကျွန်ုပ်တို့ကသွေးလီချောက်ချသွားပါတော့တယ်သပင်ဖားလျားထမင်းရရှာညုံမောင်းနဲ့တားရီပိုင်ရှင်ကျွန်းသူ၃မှာမနေ့ကရတနာတက်တာများမြုပ်နှံတဲ့ကျင်းထဲကိုတက်ဖြတ်ချထားခြင်းခံရတဲ့မိမ၃ဦးပါလားဖေယားဒါနနာဘဝတွေပါလားကျွန်ုပ်တို့လည်းထိတ်လန့်စွာဖြင့်ပြန်လည်ဆုတ်ခွာခဲ့တယ်ကျွန်ုပ်တို့ဟာမိုးဆိုးရမကြီးဖြစ်ပေမဲ့လည်းပရာလောကမှာဝိညာဉ်နနာဘဝလိုအကောင့်ထဲဖမ်းလို့မရတဲ့တရားဝါများကိုတော့ကြောက်ရွံ့ကြီးဖြစ်ကြောင်းဝန်ခံရပါလိမ့်မယ်ဒါဥစ္စာဆောင်နေပေါ့နော်မှန်တယ်အင်္ဂလိပ်တွေကသူတို့ယတနာတွေကိုစောင့်ချဖို့ဒီကျွန်းသူ၃ယောက်ကိုသတိခဲ့တာပဲဒါပြည့်ဟိုအင်္ဂလိပ်တွေကရောဘာကြောင့်တင်မောနစ်သွားတာလဲဟာနစ်မှာပေါ့သူတို့နေရာကူကရေရောက်တင်းတိုင်းမှာပဲဥစ္စာဟေးဘလို့ရေရောက်တင်းတိုင်းမှာဟင်ဒါဆိုသူတို့လည်းအေးလေကွာသူတို့အားလုံးဟာလေတရေဝိညာဉ်နနာဘဝတွေပဲပေါ့ကွာဟင်တရေတွေကတလောက်များတာပြီးတော့စားလိုက်တောင်းလိုက်ကလိုက်ခုံးလိုက်နဲ့ပြပြမှဗျာအိုးတို့မြမရီမာတော့ကြက်ကုန်းဆိုတာရှိသေးတာပဲရူမတော်တွေမှာညဘက်တောကျန်းတဲ့နေရာမှာစကန်ချရင်ညဆိုရင်အိုးစီပုံပေါင်းတွေနဲ့မင်းကြီးမင်းသားဝတ်ဆောင်တွေနဲ့ကားလိုက်ခုံးလိုက်တာရွာတော်တင်လိုက်ကြသေးတယ်ရွာသူရွာသားတွေကလည်းတွာလာလှုပ်ရှားလို့ညာကြီးမင်းကြီးမီးအောင်ထိန်ထိန်နဲ့စိတ်ကားတိုင်းမြိုင်နေတာဟာမနက်မိုးလင်းတော့တောထဲမှာတွားရင်လာရင်သိဆုံးကြလို့မြုပ်နှံခဲ့ရတယ်ခရီးသည်တွေရဲ့တင်ညာကြီးဖြစ်နေပါရောဖေဟာညကမင်းသမီးလေးဟာဒီမှတ်တိုင်တွေကမိန်းမများလားအခုကျွန်ုပ်တို့မိခိုနေတဲ့ဒီကျွန်းကြီးကလည်းရေချမ်းမြေချမ်းကျွန်းကြီးပေါ့ကွာဖေဟာညအိပ်ရမှာတော့လက်လာပြီပြောမကြောက်ပါနဲ့လေညအိပ်ရင်ဖေဟာတရားအာယုံပြုတ်ပြီးတော့ချွတ်တမ်းမဝင်သေးတဲ့စောစောကအင်္ဂလိပ်ကျွန်းသူတွေကိုရီမန်းပြီးတော့မြစ်တာပို့အမျှဝေးကြပေါ့ကွာဟုတ်ဒီလိုနဲ့နောက်ရက်များမှာကျွန်တော်တို့ဥဆောင်ကစောကြီးနဲ့ဘိုက်ကလေးလေးညာတိုင်းဖျားရှက်ကိုအမျှတန်းပေးဝေကြလို့နောက်ရက်များမှာအင်္ဂလိပ်ရတနာတိုက်ရှိရာအရက်မှာကျွန်းသူများရဲ့စကားတန်တွေမိအောင်လက်တွေကိုမကြားရမမြင်ရတော့ကြောင်းလက်တွေခန်းစားရပါတော့တယ်ကျွန်တော်ကကြိုးကျင်နေပါတယ်စောတက်မောင်နဲ့ဘိုက်ကလေးကတော့ရှေ့ဆက်မှာကနုကမှာစမ်းနေတယ်ကျွန်တော်လည်းကြိုးကျင်ရင်ဖူးချက်တော်ကိုစကားတင်တယ်ဒူကျွန်းပေါ်မှာလူများစွာချမ်းသာကိုယ်စိမ်မြဲပါစေဒူကျွန်းပေါ်မှာလူများစွာချမ်းသာကိုယ်စိမ်မြဲပါစေဒူကျွန်းပေါ်မှာတဝဝါဖိုးချက်တော်ကဆက်မဆိုတော့ဘူးရုပ်ကနေထပြန်သွားတယ်ကျွန်တော်လှမ်းကြည့်လိုက်တော့ပင်လယ်ဘက်ကိုပြန်တန်းသွားခြင်းဖြစ်ပါတယ်အလိုမိမတူပါလားဟုတ်ပါပင်လယ်ဘက်မှာမိမတူကလိတစည်းနဲ့ကျွန်းစီကိုလှော်ခတ်လာနေပါတော့တယ်ဖိုးချက်တော်ကလည်းတကက်ကအော်မီကလိစီကိုပြန်တန်းရောက်ရှိသွားတယ်ဟဲကြက်တူရွေးလီထိုစဉ်ဘိုက်ကလေးနဲ့စောတယ်မောင်ကအားချမခံလင်းမြတ်သောရှင်ပြဲလိစီကိုကူးခတ်သွားပါတယ်။ဒီကောင်နေပြန်လာမသွားနဲ့ကျွန်တော်အော်ရဲခေါ်ပြီးမြဒင်းတို့နှစ်ယောက်ကမရတော့ဘူးလှင့်မကြည့်တော့ခဏချင်းပဲလိစီကိုရောက်သွားတယ်။လင်းနန်းကိုတစ်ဖက်စီကန်ပြီးတစုံတရာပြောလိုက်တဲ့မင်းမပြိုကတော်တက်ဖြစ်စောကြီးနဲ့ဘိုက်ကလေးကိုတွေးချလိုက်ပါတော့တယ်။စောကြီးနဲ့ဘိုက်ကလေးကလည်းခေါင်းမလက်မှာတရံတကြက်များရှာကရှေးကူးပြီးရတော့တယ်။လေကပြန်ထွက်သွားပြီ။ဖိုးချက်တော်ကလည်းပြန်မလာတော့လှင်းနဲ့ပါသွားပြီစောကြီးနဲ့ဘိုက်ကလေးလည်းရှုံးမမဲ့ပြကျွန်းပေါ်တက်လာကြတယ်တော်တော်မှအစ္စလမ်ဝေခဲ့ကြရလားကွာကြီးလက်တန်တော်ပြောင်းနေငနေမှကလေးမက
တဲပြော့တာကိုခေါင်းကွဲနှစ်ပူးပြေးအောင်ကိုကျွန်တော်ကစောလိုက်စေချင်တာဟောစက်တော့ကလေဗျာရှုပ်တရလူတွေ့ရတော့အံ့ဩဝမ်းသာသွားတာပေါ့ဟာလူတွေ့လဲချင်းနေအကဲခံအောင်ပါပေါ့အခုဟာဘယ်နဲ့ဥရဖားရကျွန်တော်တို့ဥရဖားရတာကတော့အပြစ်မပြောနဲ့ကောင်မလေးကလည်းချောတာဗျာအသားလေးကလည်းဝင်းအိနေရပဲအေးဝင်းမှာပေါ့ဥစ္စာဆောင်ဆိုတာကရှုံမျိုးမျိုးဖန်ဆင်းနိုင်တာဟုတ်ကွာဒါဆိုအုတ်တစောင်းလာရင်စောကြီးကထိတ်တလန့်နေကျွန်တော်နာတိုးကန်လာပြီးကြီးကြီးတောင်ကြီးရှိနေရကျွန်တော်ကရည်ချင်းပတ်ချီဖြစ်ရတယ်ဒါမျိုးကြတော့ကြောက်တိုင်လားမောင်စောရဲ့ဟာကြောက်တာပေါ့ဥစ္စာဆောင်ဆိုတာဥရိကလိစာတွေဖောက်စားတတ်တယ်ဆိုဒါပေမဲ့ဆရာတို့ရကျွန်တော်တော့ဥစ္စာဆောင်တော့မထင်ဘူးလူအစ်စ်ပဲထင်တယ်ကြည့်လေဥစ္စာဆောင်ဆိုရင်ပျောက်သွားပြီပေါ့ဟိုမှာလှေလဲရှိသေးရဲ့လေဟုတ်ပါလှေလေးကဟိုးဝေးမှာလော့ခတ်သွားနေစေဖိုးချက်တော်ကတော့ပါသွားပြီသွားပါစေငါဆောက်သစ္စာမရှိဘူးကျွန်တော်လည်းဥစ္စာဆောင်လို့မထင်ပါဘူးလူပဲဖြစ်မှာပေါ့ကြည့်ရတာဒီနားမှာလူနေတဲ့ကျွန်းရှိပုံရတယ်ဟာဒါဆိုရင်ကျွန်တော်တို့လူတွေနဲ့ပြန်ဆုံကြရမှာပေါ့နော်ဆရာတော်အဲ့တော့ဒီကလေးမပေါ်မူတီမှာပေါ့လေသူကျွန်းသားတွေကိုပြန်ပြောပြပြီးတို့လာကူညီခြင်းကူညီမယ်ဖမ်းခြင်းလည်းဖမ်းကြမှာပေါ့ဘာလို့ဖမ်းရမှာလဲဗျဟာသူတို့ကျွန်းကလူသားစားအရင်ကျွန်းဆိုရင်ရှစ်ပူစော်ကိုအမဲတွေ့ပြီဆိုပြီးလာဖမ်းမှာပေါ့ဟာဖယားကြတော်မူပါဒီကျွန်းမှာဥစ္စာဆောင်နနာဘဝကလည်းကြောက်ရလူသားစားလူရိုင်းတွေလည်းကြောက်ရနဲ့ဘယ်ဘက်မှမတက်တာပါလားဘိုက်ကလေးရဲ့ဟုတ်ပါဒါကြောင့်ပြောတာပေါ့လူစိမ်းတွေ့ရင်ချင်းနေကြည့်ပြီးမှတွေ့တယ်နာအခုမင်းတို့ဟာမားစိတ်မှုန်ပြီးတော့လူလုံးအရင်ထွက်ပြကြတာ哦ဒီနေ့ကံမကောင်းပါလားတိတ်ကြကြတော့မဆောင်လိုက်ရပါဘူးနေ့လေလောက်မှလေငါးစီးခန့်လူများတင်ဆောင်ကကျွန်တော်တို့ရှေ့ရာကိုလှော်ကပ်လာနေကြပါတော့တယ်လေများစီမှာညာတန်ပြီးအော်ဟစ်လာတန်ကထောက်ထားဆွဲအလိုလေများပေါ်မှာပြန်ဝဲလိုက်ပါလာတယ်ဖိုးချက်တော့ပင်ညာတန်ပြီးလို့ပါလားစက်တော့ပြေးကြဘာလို့နေရလဲပြေးကြမယ်လေဘယ်ပြေးမှလဲတော်ရဲကိုပေါ့ဗျာဟာဒီကျောင်းကရေပက်လေဝိုင်းနေတဲ့ဥစ္စာဘယ်ပြေးလွတ်မှာမဟုတ်ဘူးအပန်းသာခံလိုက်ဟင်ဖမ်းမိသွားရင်လူရိုင်းတွေကမိဘုံကြီးမှရှစ်ဖူဆိုရင်ဘလို့လုပ်မလဲဗျတဲ့အကြီးတယ်ဒါတော့ဘယ်တက်နိုင်ပါမလဲကမ္မတကာပေါ်စောကြီးဟာပြောပုံကလည်းအားမရှိလိုက်တာနော်ကျွန်တော်ကကန်းစမ်းမနေပြီးလက်ပိုက်ကလှိတက်ကြီးကိုခီးဦးကြိုဆိုပြုနေလိုက်ပါတယ်၎င်းကတေးဘေးကိုမကြောက်တဲ့စိတ်မယွန့်သောမျက်နှာဖြင့်ပြေးတွေ့တတ်တဲ့ညံပြည်တလားဖိတ်ဖိတ်တောင်ကြောကြားလာတဲ့မုံဆိုးကြီးညံရစာတွတ်ပြီးရတက်တိဆိုတာကိုတင်တို့သိပြီးဖြစ်လိမ့်မယ်လေရီကန်းဆက်ကိုဆိုင်လိုက်တာနဲ့ကျွမ်းသားတွေကသူ့တန်ကအလူအယက်ခုံဆင်းလာကြပါတော့တယ်သူတို့လက်များမှာဓားလန်မိန်တောချုံခရင်ကွာများကင်ဆောင်ထားတယ်ဖူးချက်တော်ကကျွန်တော်ပကုံးပေါ်မှာလာနာလိုက်ပြီးတွင်တွင်အော်နေတာကတွတ်ပြီးဘိုက်ကလေးစောတက်မောင်မိုတာပုတ်ပြက်ဒုက္ခတဲ့ကျွန်းသားတွေကဖူးချက်တော်ကိုတလေကျွန်တော်တို့ကိုတလေစူးစမ်းကြည့်နေကြပြီးအချင်းချင်းတီတိုးလုံနေကြရာကျွန်တော်မှကျွန်တော်တို့ကိုယုံကြည်ပြီးအကူအညီပေးပါစေလို့လဲရှစ်တထိတ်ထိတ်နဲ့ဆုတောင်းနေမိပါတော့တယ်ဒုက္ခတဲ့ဖယားကျွန်းသားတွေကညာတန်ပြီးကျွန်တော်တို့ကိုအမောင်ချီရန်ပြေးဝင်လာပါတော့တယ်တွတ်ပြီးဘိုက်ကလေးစောကြီးပြေးဖိုးချက်တော်ကအော်ပြီးတော့ပြန်ပြေးတယ်ဒုအခါမှကျွန်တော်တို့လည်းအာမတန်မန်လျှော့ကကျွန်းပေါ်ကိုတက်ပြေးကြရာအုံးပင်တက်မြဘက်ကိုရောက်လာပါတော့တယ်ဆရာတို့ရဲ့အုံးခိုင်တွေကိုပြစ်ချကျွန်တော်လည်းအုံးခိုင်တွေကိုချိန်ပြစ်ပါတော့တယ်ဝေးစွာ6ပါထူအခါစောတက်မောင်နဲ့ဘိုက်ကလေးပြေးပြီးတော့အုံးပင်ကိုလှုပ်ခါရမ်းချကြတယ်ဒီတော့မှရင်းခါနေတဲ့အုံးသီးတွေကရှောင်းတလို့ဖြစ်ပြီးတချီဝဲကြည်တဲ့ကအုံးသီးတွေတပြုံပြုံကျွေးကြကြရာအုံးမိန်အောက်ကိုရောက်လာတဲ့ကျွန်းသားတွေရဲ့ခေါင်းနဲ့မိတ်ဆက်သွားကရိုင်ထိုးမှုဝေလဲကုန်ကြပါတော့တယ်ပိုင်လာစွာပဲလူစယောက်ကန်းက6ယောက်လောက်ကအုံးသီးတန်ကြောင့်မူးကုန်တယ်ကျန်လူတွေကအုံးပင်လွရာကိုထွက်ပြေးကြပါတော့တယ်ပြီးတော့ကျင်းလောင်စွာပောက်ကွဲတဲ့နှလုံးပြူတနက်ကိုလည်းကျွန်းသားတွေကြောက်ရွံ့ကြပုံရှာပါတယ်ဟဲ့လူတွေလက်မြောက်လိုက်ကျွန်တော်ကလက်မြောက်ခိုင်းပြီးမယ်ပြီးကက်ကက်လုံနေရာစောတမောင်ကယခုမှအားကိုးရသွားကပြီးဟောက်ပါတော့တယ်အမဟဲ့ကောင်လေးလက်မြောက်စမ်းပြစ်လိုက်ရမလားကျွန်းသားတွေလည်းထိုအခါမှလက်နဲ့များပစ်ချပြီးတော့လက်မြောက်ကုန်ကြပါတော့တယ်စောတမောင်ကတက်ကြွနေတယ်ဒီကောင်တွေကိုကျိုးတော့လိုက်ရမလားဆရာတော်အခုမှအစွမ်းပြနေတယ်အမြင်ကပ်ပါမတော့ပါနဲ့အဲ့နောက်ကျွန်တော်တို့မှမော်တာဘုတ်ပြက်ပြီးပင်လယ်ထဲမှာစရက်ခံမျောနေရမှတေကံမရောက်ပေကျွန်းကိုလာတင်နေတဲ့ဒုက္ခတွေဖြစ်ကြောင်းပြောပြကြည့်ရာသူတို့နားလေသဘောပေါက်သွားတယ်ဒါပေမဲ့သူတို့ရဲ့မိကုန်းကလည်းခင်ဗျားတို့ဒုက္ခရောက်လာဆိုတာအမှန်တော့နာနာဘဝမဟုတ်ဘူးဆိုတာအဆက်နော်လူဆိုးလားလူကောင်းလားဘေးနဲ့မမေးဘဲနဲ့လူလားနာနာဘဝလားမေးတဲ့အဖြစ်ကမဆန်းဘူးလားလူပါပြမယုံရင်လာကန်ကြည့်ပါလားထိုအခါမှသူတို့ထဲမှာအတော်အတန်ရဲရင်ပေါင်ရတယ်လူကြီးတဦးကဘိုက်ကလေးနာကိုမဝင်မရေတိုးကပ်သွားကြည့်ရာဟိုလူဟုတ်မဟုတ်အသားကန်ကြည့်ချင်လို့ပါ
အော်အစမ်းမာလာဗျာဒါစုကိုင်းကိုင်းတူလူလည်းဘိုက်ကလေးလက်ကိုကန်ပြီးတိတိကျကျပုတ်တက်ကြည့်ပြီးနောက်ဝမ်းသာအားရဖြစ်သူ့လူတွေကိုအော်ပြောပါတော့တယ်ဟာဟစ်ကောင်တွေလူတွေဟေလူတွေအင်းပေါ်လေးရုပ်တရားလေးနာနာဘဝတွေနဲ့ထူးမခြားနာဆိုတော့ထင်ပေမပေါ့တခါကဆိုရင်ကျွန်ုပ်တို့ဂျုံကိုညမောင်ကြီးပြိုးစာမှာလူတစုရောက်လာကြပါတယ်လူကြီးလူငယ်ကလေးမိန်းမဆုံးလို့ပဲသူတို့ကမြန်မာတော့မဟုတ်ဗျဟိုကလားမျက်နှာဖြူတွေထိုကကျွန်ုပ်တို့လည်းဟိုတညကကြုံတွေ့ခဲ့ရတဲ့အင်္ဂလိပ်ဝိညာဉ်များကိုမြင်အောင်ပြီးကြော်ရိုးတွေကိုစိတ်ဝင်သွားပါတော့တယ်သူတို့ကိုတွေကလည်းရီရီရွှဲရွှဲဆိုလို့ပေါ့စောစောကမိုးပြေးလေးတစ်ပွဲနှစ်ပွဲရွာထားတော့ကျွန်ုပ်တို့ကလည်းမိုးမိလာတဲ့ထင်တာပေါ့လေဒါပေမဲ့အခုမှပြန်စမ်းစားကြည့်လိုက်တော့သူတို့ဆိုတာကမိုးပြေးဆိုတဲ့ပုံမျိုးမဟုတ်ဘူးရှီရဲကတက်လာကြသလိုရွှဲရွှဲဆိုနေတာအဲ့ဒါသူတို့ဟာခီးသွားတွေပါတဲ့မြို့ကိုတက်ကြံတော့ကူလီလေးများရမလားဆိုပြီးတော့လာဆောင်စမ်းတာပါတယ်လေတရေတွေကအလားကြီးပဲကျတို့ကလေလူစိမ်းဆိုရင်ကုညီချင်ကြတော့ရွာတွေကမိဘမဲ့ဖိုးကလားဆိုတဲ့ကောင်လေးကိုထည့်ပေးလိုက်ပါရောတကယ်အဲ့ဒီကောင်လေးကတခါတည်းအစပြောက်သွားလိုက်တာ၄-၅ လလောက်ကြာတော့မှကြောင်တောင်တောင်နဲ့ရွာကိုပြန်ရောက်လာတယ်ဘလို့ပြန်ရောက်လာတယ်ဆိုတာကလည်းမီးမရအောင်သူ့ကိုကြည့်လိုက်အမြဲတမ်းတုံးလုံးနေပြီးတော့ပါဇက်ကလည်းတခင်ကြီးရဲ့ကျွန်တော်ကိုပြန်လွှတ်ပေးပါတရေကြီးဆိုပြီးအော်ဟစ်နေတာစိတ်ကူလည်းမရပဲတမြင်နှစ်ကပဲဆုံးသွားရှာတာပဲထူးခြားတာကဖိုးကလားလေးတည်တဲ့တဲထဲမှာနှွေးကောင်းကောင်းရေတွေအိုင်ထုံးနေတာပဲဟာဒေါက်တာရေတွေကတရေတွေရောက်လာပြီးတော့ဝိညာဉ်နှုတ်သွားတာဖြစ်မှာပေါ့တခါလေဖိုးထုံပိုက်ချနေရင်သူ့လေဘေးမှာစပင်ဝါမျက်လုံးပြတ်ပြနဲ့မိန်းကလေးတယောက်ပေါ်လာပြီးသူ့ကိုကဲဖို့အမူအရာပြနေလို့သူလည်းရေထဲမျောလာတဲ့ဒုက္ခသေးထင်ပြီးတော့လက်လန်းဆယ်လိုက်တာတခါလေမိန်းကလေးကဖိုးထုံကိုရေထဲကိုဆွဲချသွားရောတဲ့ပြုတ်ရေနဲ့တဲရောက်တော့ပင်လယ်ကျမ်းပြင်မှာရှေးဟောင်းရွက်လေးတွေတမောပြက်ကြီးတွေတွေ့ရတဲ့ထူးဆန်းတာကအဲ့ဒီတမောတွေပေါ်မှာတမောသားတွေကသွားလာလှုပ်ရှားလို့ဆိုပဲဗျထူးဆန်းပါလားတချို့ကလေလင်းငန်းကန်လို့တချို့ကလေမောင်းမဲလက်တွေပြီးကြည့်နူးလို့ကလေးတွေကလေစော့ကစားနေရပဲမောင်ထုံလဲကြောင်းလန့်နေတော့မှမင်းကလေးရရှိပြီးမောင်ထုံကိုပွေပြီးတော့လှေပေါ်ကိုပြန်မျောလိုက်လို့အသက်မသေးပဲပြန်ရောက်လာပါရဲ့ဘာစကားမှမင်းမရလို့တောင်မော်ကျောင်းဆရာတော်ကမနေကုထားပြီးရတာမောင်ထုံလဲတန်ငါအလုပ်ရောပင်လေးပါဆော့ပြီးဖုန်ကြီးဝတ်သွားတော့တာပဲတဲဆိုးတဲ့အင်္ဂလိပ်တရေတွေပါလားဆိုးတာတော့ပြောမနေနဲ့တခါတလေမှညအမှောင်စပြိုးမှာကျုပ်တို့တဲကိုလာပြီးဆက်လက်မီတောင်းနေတစေကောင်းတော့ရှိသေးတယ်တစေနဲ့လူဘလို့ခွဲပြီးသိနိုင်မလဲဟာနှွေးကောင်းကောင်းရေတွေတကူလုံးကိုရွှဲနေရင်တစေပေါ့ဗျာဘာဖြစ်လို့လဲဆိုရင်ကျုပ်တို့ကျုံးဘက်ကိုတက်ချောက်တဲ့တစေမှန်သမျှရေအောက်တစေတွေကြီးပဲဟာရေဟာတစေတင်ဂီတာပေါ့ဗျာထူးဆန်းပါပြီကွယ်တယောက်ကဆိုပြန်နေတခါကညနေမှောင်ကြီးလေးမှာကျုပ်လေးတဲထဲမှာတယောက်တည်းထိုင်နေတော့လူရိပ်တွေတွေ့လို့ကြည့်လိုက်တော့လာရေအောက်ကတစေကောင်းပြတကူလုံးလဲရွှဲဆိုလို့ကျုပ်ကိုပြုံးကြည့်နေလိုက်သေးတယ်ပြီးတော့သူ့ရေတခွက်တိုက်ပါတယ်လေဘယ်နဲ့ရေအောက်ကလာတဲ့တစေဟာရေတောင်းနေရောဒါဟာ6တာပဲဆိုပြီးကျုပ်လေးတုပ်ကိုဆွဲပြီးတော့တစေရဲ့ညူတကြီးကိုတားလွှဲချတာတစေလေးပုံရင်လေးသွားတယ်တေးစမ်းတစေကောင်ကျိုးပါပြီဗျလူတွေဝိုင်းလာကြတယ်ဆိုရင်ပဲကျုပ်လေးဝမ်းသာပြီးတစေမိသားပြီလို့ပြောတာပေါ့ဗျာနှုတ်တစေကကိုရောင်ပြောက်မသွားဘူးလားဟင်းမပြောက်ဗျဟင်းဘာဖြစ်လို့လဲကိုရောင်ပြောက်နေမိသွားလို့လားလုတ်ပြီးအတွေးခေါ်တော့ချတူလန်းသူ့ကြတစေမဟုတ်ဘူးဗျတောင်မော်ကျောင်းကိုနောက်ရောက်လာတဲ့ကပ္ပိယအစ်စ်ဖြစ်နေတယ်ဟောဗျဒုက္ခပါလားဒုက္ခပဲပေါ့ဗျကျုပ်ကိုမစင်မချင်လောက်ရပါမလားဆိုပြီးဆရာတော်ကချင်းစာကြွေးတာကြောမှာအရှိုးတွေတစ်ပတ်လောက်ထင်ကြံရစ်ပါရဲ့ဗျာအတော်ဒုက္ခပြီးတစေကောင်းနေပဲပြောလို့နေပါအောင်အဲ့ဒီကပ္ပိယကဘလို့လောက်ပြီးရေတွေစိုးနေရတာလဲဟာပြောမပြောချင်ဘူးအဲ့ဒီကပ္ပိယကအညာသားတွေဗျာဥကြောင်ကြောင်ပါပဲလီမတော်တက်ပဲလှီတက်လောတာလှီမောက်ခဲ့တာကံကောင်းလို့မသိဆိုပဲဒါဖြစ်သူသေးရင်ကပ္ပိယတစေဆိုပြီးတော့ချောင်းပါပေါ့ဗျာကျွန်ုပ်တို့လည်းအားကြမခံတမြန်လေးကကျွန်းပေါ်မှာတွေ့ကြုံခဲ့ရတဲ့အင်္ဂလိပ်ရှေးဟောင်းရတနာတိုင်းတစေမြင်ကွင်းကိုပြောပြရာသူတို့မှရင်တန်းရှုံမောင်အောင်ပနံပြစ်ကြရတယ်ဟာအတော်ကြောက်စရာကောင်းတဲ့အင်္ဂလိပ်တစေတွေပဲနော်တော်သေးရပေါ့ဆရာလေးတို့ကိုအဲ့ဒီတစေတွေကဝိညာဉ်နှောက်ယူမသွားတာဟုတ်ပါဒါဆရာလေးတို့လူဆိုကျွန်းပေါ်ရှောင်းလာလို့တစေတွေကခင်းကျင်းပြတာတဲ့ပြကွက်ပဲဟုတ်တယ်ဆရာလေးတို့ကိုတစ်ချိန်ချိန်မှာဝိညာဉ်နှောက်ယူဖို့သူတို့ကြံစီကြတော့မှအမှန်ပဲဟုတ်တယ်ဆရာတော့ကျွန်တော်တို့ဒီကျွန်းမှာမနေရတော့ဘူးဟုတ်ပါဥစ္စာဆောင်တွေရောတစီတွေရောကြောက်စရာဗျဒါဆိုရင်လည်းကျတို့ကျွန်တော်လိုက်ခဲ့ကြပါလားကျတို့ရေဘေးဒုက္ခတွေကူညီဖို့အစင်သက်မှာပဲလိုက်မယ်ဗျာလိုက်မယ်ဒီလိုနဲ့ကျွန်တော်တို့လည်းကျွန်းသားတို့ရဲ့လှေဖြစ်လိုက်လာခဲ့ကြပါတော့တယ်စီးစာရောင်ဝင်းလူစဲနေမင်းကြီးနောက်ခံဖြစ်ရှေချန်ကျွန်းချမ်းကြီးကမကောင်းဆိုးဝါးတကောင်လေးလျောင်းအိတ်ဆက်နေတယ်လို့
ခြောက်ချားစရာအတီးနဲ့နောက်မှကျန်ခဲ့ပါတော့တယ်ကြောက်ဆောင်တောင်ပြင်အုံးပင်တန်းတို့ရဲ့နောက်မှာတဲတက်ငါတွေကဟိုမှဒီမှပြန့်ကျဲလျက်တောင်ပြင်မှာငါးဖက်ပိုက်များလှမ်းထားတာကိုတွေ့ရပါတယ်ငါချောင်းလန်းတဲ့စင်တွေကရှင်တလောင်လောင်ရှေးဆက်မှာတက်ငါလေးတွေကမညီမညာစိုက်ထားကြတယ်ကျွန်းနမိတ်ကငလင်ပန်းကျော်ရွာသားများလည်းလူစိမ်းကျွန်ုပ်တို့ကိုအထူးဆန်းတပွဲကြည့်ကြပါတယ်ကျွတ်တို့ကျွန်းကတော်ရုံအိတ်တွေရောက်လာလိမ့်မရှိဘူးဗျာအိမ်မတန်ခေါင်းတာကျွတ်တို့ရွေးလေးလဲပါတော့ဟုတ်ပါဒါကြောင့်မို့လူစိမ်းဆိုရင်အထူးဆန်းပဲဒါပေါ့ရှင်းမဆိုဘူးဟဲ့ဒါဆိုလူအစ်စ်တွေဟာသိလားကျွန်ုပ်တို့ကိုကျွန်းအောက်ချုပ်သူအကြီးကဲအိမ်ကိုခေါ်သွားကြပါတယ်အကြီးကဲအိမ်ကခြေတက်ရှိအိမ်ဖြစ်တယ်တက်တက်ဖြစ်ပေမဲ့အောက်ထပ်မြေပြင်ကအထက်ထပ်ပမာအတော်အသိမြင့်ပြီးတော့ကျဲဝန်းလာပါတယ်အောက်ထပ်မှာအကြီးအကဲကကလတ်ထိုင်မြင့်မြင့်ကြီးနဲ့ထိုင်နေတယ်ကျွန်းသားတွေကအကြီးအကဲကိုဥညွတ်အယူသေးပြုကြရာကျွန်ုပ်တို့လည်းသူတို့နီးတူဂါရပြုလိုက်ပါတော့တယ်မော်တာပုတ်ပြန်ဒုက္ခသေးတွေဆိုတာလားဟုတ်ပါတယ်တကြီးအေးဒီရွာမှာတဲကိုနေကြအောင်ပေါ့ဒီတုန်းကခေါင်းတော့ဆက်လီတုန်းကရှားတယ်ဒါရိတ်ကပြန်လိုက်ပေါ့ဟုတ်လားကျေးဇူးတင်ပါတယ်ခင်ဗျာကဲသွားသူတို့ကိုတင့်တော်တဲ့အိမ်မှာနေရာချပေးလိုက်ကြကျွန်တော်တို့ပြန်လေထွက်ခွာလာကြပါတော့တယ်ဒုစမပင်အိမ်ပေါ်ထက်မှာဆင်းလာတဲ့လုံမပြူနဲ့စုံနေလုံမကညူကြောဖြစ်ပါတယ်အတေချာကြီးမှာဘိုက်ကလေးနဲ့စောက်တဲ့မောင်ကိုလော်တက်စာကျွေးခဲ့တဲ့လုံမဖြစ်မှန်သိလိုက်ရပါတော့တယ်ဟာမြမကြီးနေကောင်းတယ်နော်ဟင်ရှင်တို့လုံမပြူကလူပြိုကြီးနှစ်ဦးကိုတွေ့ရတယ်ထောင်ထားတဲ့လော်တက်ကိုလှမ်းကင်လိုက်ချေရလူပြိုကြီးနှစ်ဦးကစကရောပေါ်ရောလောက်ွယ်မရတော့ပဲအတော်နှင်ချရပါတော့တယ်လူပြိုကြီးစိတ်တဲ့ဘေးဒေသရောက်ဝါသနာကိုစွန့်ရင်ခက်လာပါတော့တယ်တကြီးသမီးလေဗျာရမုံနာတဲ့သူပြောလို့ခမည်းတော်ကိုကျုပ်တို့လာကြည့်တာပေါ့ဩနမိတ်ကရမုံနာတဲ့နမိတ်လေးလာတယ်လို့လူဟာလေးလှရပါပြီကွယ်ဒီလိုနဲ့ကျွန်ုပ်တို့ကိုရွာမှလူပြိုကြီးကိုတာနောရဲ့တဲမှာနေစေတယ်တာနောရဲ့ဒီအိတ်တဲ့300ကိုမင်းတဲမှာထားမယ်စားဖို့တောက်ဖို့တော့ရွာကပန့်ဖို့မှာပေါ့ကွာကောင်းဗျာကျုပ်လေးပြင်းနေတာအဖို့ရတာပေါ့တာနောဆိုသူကရုပ်မှာဘလူးတစ်ပတ်လိုတာတီလန်အောင်စိုးတယ်ဘိုက်ကလေးဥပတိနဲ့ဆိုရင်သူ့မသားကိုမသားဘူးတလက်စီဆွဲနိုင်လောက်ပါတယ်တာနောနဲ့ရက်ခါတွေးကြပြီပေါ့ကွာသူကပဲပြောရသေးရဲ့သူ့ဥပတိရုပ်ကလည်းအတူတူနဲ့အနူနူထိုညကကျွန်ုပ်တို့မှအိမ်ရတဲ့ဖြစ်ပေမဲ့နေ့လေကပင်ပန်းတဲ့အချိန်ဖြစ်အိမ်မောချသွားပါတော့တယ်ကျွန်ုပ်တို့စားဖို့စံငါငပိငချောက်တို့ကိုတာနောအိမ်ကိုလာရောက်ပို့ထားကြတယ်တာနောကစားစရာများကိုကြည့်ပြီးတော့ပြောနေပါတော့တယ်ကျုပ်တယောက်သေးတုန်းကဘသူမှမတရာချအောင်ဗျာဆရာတို့ရောက်လာမှပေါ်လိုက်တဲ့လက်လာပါရီဒီမှာပဲအမြဲတမ်းနေကြပါလားဗျာအညာကြီးလက်အောက်ပြီးအောက်ရွာပင်လေကျွန်းစုတို့အရက်အနေထားကွာခြားပြီးမိဒေါသူတောင်သားတို့ရဲ့စိတ်ဓာတ်ကတသက်မထဲတူညီကြပါရီမြမပြည်သားတွေကိုဗျကျွန်တော်တို့ဆက်လေပြတ်တာမသိမြင်တော့သိမှာမဟုတ်ဘူးနော်ဘယ်သိနိုင်မလဲဆရာတို့ရဲ့မသိတဲ့ပြန်ခုနောက်ဆိုရင်ခြေဟောတို့တူကိုကိုရိုနဲ့မျက်နှာချင်းဆိုင်အပ်နေရောပေါ့ဟုတ်ပါကျွတ်တို့ကြီးလက်မှာလေကိုရီးယားမင်းသားမင်းသမီးတွေလွှမ်းမိုးကုန်ပါပြီရောကျုပ်သားလေးမွေးရင်ဘက်ချောအွန်လို့နာမည်ပေးမယ်သမီးလေးမွေးရင်လီစာအုပ်လို့ပေးမယ်သူ့ကိုယူတဲ့သူပဲရှိပါစေအောင်ငလင်ပန်းကျုံကလေးကတော့ TV မရှိလျှက်စက်မီမရှိတော့မကြည့်တော့မသိဘူးပေါ့မသိတာစိတ်ချမ်းသာတယ်ညဆိုရင်အိမ်အောင်ပဲဟုတ်တယ်မလားအဲ့ဒါဆိုရင်ပြင်းစရာကြီးနေမှာဟောသိနေတဲ့ကျွန်တော်တို့ရွာကကြတော့ညဆိုရင်ကိုရီးယားကလာချိန်ယောက်ျားထမင်းကျွေးဖို့လည်းသတိမရကြည့်နေနဲ့မိပြတ်သွားရင်လေဟာတောင်းကရောက်မှမိရပြက်ရတယ်လို့မိဆက်နှိုးပါဟာမနှိုးနိုင်ဘူးတော့ရင်ဒီစဲဈေးကကောင်းကင်ရောက်နေပြီ။အော်သိချင်းကဒုက္ခမသိချင်းကဒုက္ခပါလား။စောတက်မနဲ့ဘိုက်ကလေးလူပြိုကြီး2ယောက်ကနေ့စဉ်ရွာယူကိုပေါက်လျှောက်ကြတယ်။အပြူကျော်ရှိတဲ့အိမ်တွေကိုတိကျမှတ်ထားတော့စောကြီးဒီတော့စိတ်ချပါစောကြီးပါကွာ။တာနောနဲ့ကျွန်ုပ်သာပင်အမြဲလိုတဲမှကျရင်ကြတယ်။တာနောကကျွန်ုပ်တို့ကိုအတော်ပင်ခင်တွင်နေပါလေ။စက်တော့ဝအောင်ချုံတော့တခါတရံသူ့ရွာကအကြောင်းတွေကိုပြောပြတတ်တယ်ပင်လေကိုပဲအမိတဟဲပြူနေကြတယ်ဘဝတွေပေါ်ဆရာတော်ရဲ့ပင်လေဆိုတာကျွန်တော်တို့ရဲ့ထမင်းအိုးပဲပင်လေကြီးဟာရှားနိုင်ဖွင့်နိုင်သူဖို့ငါပြက်လက်သွားတယ်မရှိဘူးဟုတ်ပါဒီရောမှာယောက်ျားမှန်သမျှတန်ဃာတွေကြီးပဲဘီယိုပလာလက်ငုပ်လက်ရင်အလုတ်ကိုဟုတ်ပါမိမတွေကအိမ်မှာချက်ပြုတ်ယောက်ျားတွေရှာလာတဲ့ငါးတွေကိုရောင်းချအချောက်လန်းစီမံပေါ့ဗျာဒီမှာကပင်လေတဲ့ငါးရှာတာကလွဲလို့တခြားဘာလုပ်ဆရာမှလည်းမရှိဘူးလေဟုတ်ပါပင်လေဟာထမင်းရှင်ဆိုပေမဲ့တခါတလေတော့လေရန်ဆွဲငုံငုံနဲ့ဘလူးတစ်ပတ်ကြီးလို့ခတ်ထန်တတ်တယ်ဗျမော်ဦးလေဦးလေကြီးမိုးကြီးကြတဲ့အခါပင်လေဟာဒေါသပုံထားပြီးလိုင်းလုံးကြီးတွေဟာအင်ကြီးတွေလောက်ကြီးသွားပြီးတော့တဝဝနဲ့ပင်လေပြန်မှာမှွေနောက်တောင်းကျက်လေးရှိတာဗျ
ကျွန်ုပ်တို့ငွေငန်းပြိုမော်တာဘုတ်ကလေးကိုဝါမြူခဲ့တဲ့လမ်းကောင်းဖြူကြီးများကိုကိုရီကြုံခဲ့ရပြီမို့ကိုတာနောစကားကိုအကျွမ်းမဲ့ထောက်ခံမိပါတော့တယ်ပင်လေကအစိုးမရပါလားပင်လေပြင်တပုံထနေပြီမဲ့ကျွန်ုပ်တို့လိုတန်းကားတဲ့ဖို့ကြောက်မနေနိုင်ဘူးလေဝမ်းစာအတွက်ပင်လေကိုအန်တူပြီးတော့ရှာဖွေရတာပါပဲလက်ဖက်တယိုးကွန်းတရားတာဦးငါးဦးနဲ့ပတ်တာလို့အန်ဒီရဲ့ကင်းပြီးတယ်လားဘေးရပါမလဲဗျာတဘာဝအန်ဒီရဲ့ကိုဘေးနှမင်းမှမကင်နိုင်ပါဘူးဟုတ်ပါပင်လေပြင်းနဲ့လိုင်းနဲ့လီတဲ့ကြားမှာပြန်မလာကြတော့တဲ့တန်ငါသေးတွေအတွက်ကြားခဲ့ရတဲ့မျက်ရည်တွေကိုသာစုထားလို့ရမယ်ဆိုရင်နောက်တဲ့ပင်လေတစ်ခုစာလောက်တောင်ကမယ်မထင်ပါဘူးဆရာတော်ရဲ့တာနိုးရဲ့လိုင်းလီနေလို့ငါးပန်းလေးတွေပြန်ဝင်လာကြပြီဆိုမှဖြင့်တောင်ပြမရွာကမိန်းမတွေထွက်ပြီးမျောကြတာပဲဝင်လာတဲ့လီတွေထဲမှာကိုယောက်ျားမောင်ဘွားကိုတွေ့ရရင်ဆွဆွခုံပြီးပျော်ပြုံးတက်ပြင်းကိုစီချတာပေါ့အိုးမောင်ကြီးအရှင်လက်ကြီးတွေ့ရတယ်ဝမ်းသာလာပါပြီလေသာကုံသွားရောကိုယောက်ျားမောင်ဘွားလေမတွေ့ရတဲ့မိန်းမဖို့တော့တောကကိုရမပတ်ပြီးတော့အိမ်မပြောရညဖြစ်ရပြီပေါ့ကိုယောက်ျားပြန်လာလို့နဲ့နေစဉ်ပင်လယ်ဘက်ကိုထွက်မျောရင်ရက်တွေကြာလာတဲ့အခါကျတော့ညှော်လင်းချက်တွေစက်သိန်းလို့တီလူပြက်တက်မှတ်ရတော့တာပေါ့ကိုစံနေရင်ရှင်ကတော့စိတ်ချလို့သွားပြီပေါ့ကျုပ်မှာကလေးတွေနဲ့အကျွေးတွေနဲ့တော့ဒီတော့မှပင်လယ်ပြင်တင်းတိုင်းမှာဘဝမြုံနဲ့သွားရှာပြီးဖြစ်တဲ့လင်းအောင်ကြားအတွက်တပိတ်တော့အမြပေးဝေရတဲ့ဆရာတို့ရဲ့အင်မတန်တနာစရာကောင်းတဲ့ပင်လယ်တန်ငါတို့ရဲ့ဘဝပါလားဗျာအဲ့ဒီမှာငွားတက်ရှိရတဲ့ကိစ္စဆိုတာမျိုးလေးတွေလည်းတက္ကသလီတော့ဖြစ်တတ်တယ်ဆရာတို့ရဲ့ဘလို့မျိုးပါလေဒီလိုလေယောက်ျားကပေါ်မလာတာရက်တွေလာတွေချီပြီးဆိုတော့တီဗီပဲတက်မှတ်ရတာပေါ့ဟုတ်တာပေါ့ဒါပေမဲ့တချို့ကြတော့လေတီရွာမရောက်ပြီးပြင်ရောက်လာတာတွေလည်းရှိတဲ့ဖြစ်တတ်တာအောင်အလိုဟုတ်လားဟုတ်တယ်တီကံမရောက်ပဲပင်လေတဲ့မျောနေတဲ့လူတို့ကိုပင်လေကူးသမောကြီးတွေဆက်လီတွေကတွေ့ပြီးတော့ကဲခဲ့တာမျိုးတွေလည်းရှိတာအောင်တီရွာကပြန်လာတာမို့လေမိသားစုကမြဝမ်းသာအားရပေါ့လေဒါပေမဲ့တပိတ်ကတော့တုတ်ပြီးပြီပေါ့ဗျာမတီးဘဲနဲ့တပိတ်တော့ခံရတဲ့ဘဝတွေပါပဲဗျာဟုတ်ပါပရိယေတနာဝမ်းစာမပြေနိုင်တဲ့သမုဒ္ဒရာဝမ်းတထွားကိုဖြည့်ဆည်းပေးနေတဲ့လူသားဘဝတွေပဲပြောတရွာပြန်တွေရဲ့ပြောစကားအရဆိုရင်လိုင်းလုံးကြီးတွေပေါ်မှာသူတို့လေဟာမြင့်တက်သွားလိုက်ပြုတ်ကျသွားလိုက်ဖြစ်နေချိန်မှာရေထဲမှာနာနာဘဝတွေကိုအတိုင်းသားမြင်ရတယ်ဆိုပဲဗျလူတွေရေကူးနေကြပုံတချို့အထုပ်ပိုးတွေမှာတွေ့ပြီးကဲပါယူပါအော်နေကြတာတွေတမောပြက်ကြီးတွေတွေ့ရတတ်တဲ့ဆရာတို့ရဲ့ဟုတ်ပါအသက်လူနေရချိန်မှာစိတ်တွေဟာအစိုးမရတဲ့သဘောပေါ့ဗျာကုန်းမော်ရှိတစီ6တဲ့အိမ်တစ်ပင်ရှိတယ်လို့ရှိထဲမှာလေတစီ6တဲ့ရေပြင်းနေရာတွေရှိမှာပဲနာနာဘဝဆိုတာကလည်းအသက်ဝိညာဉ်ချုပ်သွားတဲ့နေရာတွေမှာမိတွေ့တတ်တဲ့သဘောရှိတော့ဖြစ်နိုင်တာပေါ့ဗျာတခါတရံကြတော့လေပင်လယ်အော်တန်ဟာကြောက်စရာလွန်ကောင်းနေဗျာပင်လယ်အော်တန်ဟုတ်တယ်ဆရာတို့ရဲ့ပင်လယ်တဲကရှိတဲ့ငိုကြွေးတန်ကျုံးဝတန်ကဲပါယူပါအော်တန်တွေကိုကြားရတတ်တယ်အမှန်ချောက်ကြားစရာကောင်းလိုက်ပါပြီကိုတာနော်ရဒါနဲ့ပြောရအောင်မယ်ဆရာတော်ရုံးမပြောတတ်ဘူးရှေးသူမဆိုတာတကယ်ရှိရဗျဟင်ဟုတ်လားစိုးစမ်းမောင်ကိုတာနော်ရေရှေးသူမဆိုတာတနာကြီးမှတ်နေတာတော်ရွာကဘိုးတာဆန်ဟာတနေ့ကျပင်လေပြန်မှာငိုင်းမြင်းနေတော့သူ့လေကိုငါးကြီးတစ်ကောင်ကဝင်တိုးသွားတဲ့ဟဲ့တောက်ကွေးအဲ့ဒီမှာဘိုးတာဆန်ဟာလွင့်ပြီးပြန်ကြမှာလီနေရနဲ့ခေါင်းဆောင်မိပြီးသတိမိသွားတယ်ဆိုပဲသူဟာရှေးအောင်နန်းတော်ကိုရှောက်သွားတဲ့ရှေးအောင်မှာရှေးမော်တဏ္ဍာကြောက်တန်ရောင်စုံပန်းတွေနဲ့အထူးထွေလှပဆိုပဲဗျအဲ့ဒီမှာရှေးအောင်နန်းတော်ကြီးကိုသူတွေ့ရဆိုပဲနန်းတော်ကြီးနာကပ်သွားတော့ရှေးသူမတကောင်ဟာမော်ဦးမှာထိုင်နေတယ်အပေါ်ပိုင်းကလူချောတဲ့အောက်ပိုင်းကတော့ငါးမီပိုင်းဖြစ်နေတဲ့ပြုတ်ရေအောက်တိုင်းပြည်ဟာအတေထူးဆန်းမှလားကိုတာနော်ရေဟုတ်တာမဟုတ်တာပါတာကိုတာနော်တန်ခါဇလန်းတွေကကျွန်တော်ကိုမပြင်းရစေတာကတော့အမှန်ပဲတခါတရံကျကျွန်တော်ကတောင်မော်ဘုံကြီးကျောင်းကိုရှောက်သွားတတ်တယ်ဖုံးတော်ကြီးကကျွန်းသားမဟုတ်ပခောက်ကူကကြွားရောက်ပြီးတသနာပြုနေတဲ့ဆရာတော်ဖြစ်ပါတယ်ဆရာတော်ကြီးကတက်တော်မကြီးလာသေးပါဘူးဖုံးကြီးကဒီရေလောက်သားတွေရဲ့ဘဝကိုတနာတယ်သူတို့ကများပရိယေတနာဝန္တထွားအတွက်သူများတက်ကိုတက်ရတဲ့အကုသိုလ်အလုပ်ကိုမလွဲမရှောင်သာလုပ်နေကြရှာတယ်သူတို့မှာဘာသာတရားအသိအားနေကြတယ်ဒါကြောင့်သူတို့ဘဝရဲ့အလင်းရောင်လေးကိုပေးဖို့တိတ်ဆုံးတဲ့အခါတရဏဂုံတင်ပေးဖို့စတဲ့ဘာသာရေးတသနာပြုဖို့ဖုံးကြီးဒီကျုံးကိုကြွလာတာပဲအင်မတန်မုန်းညက်တဲ့အလုပ်ပါပဲဖေဟာပင်လယ်ငါးပန်းလီများပြန်လာရမဟုတ်လို့တရွာလုံးမှာ6သွေးနေပါတယ်ကျွန်ုပ်တာနောင်းနဲ့စောကြီးတို့ကလည်းညနေနေဝင်တရောမှာအကျန်းတဦးနဲ့ထိုင်ပြီးတွေ့ရလေးပါးစကားပြောဆိုနေကြတယ်ရောက်တဲ့ရာပြောဆိုနေစဉ်စူစူဝဝအော်ပြေးလာတဲ့အတန်ကိုကြားလိုက်ရှာပါတယ်ရေသူမတရေအော်တန်ပန်ရှင်ကတခြားမဟုတ်ဘူးဘိုက်ကလေးပဲရေသူမတရေဘိုက်ကလေးကကျွန်ုပ်တို့ကိုဝန်တိုင်းလို့ခမန်းပြေးဝင်လာပြီး
အနီးမှာထိုင်ချကဟောရဲလိုက်မောနေတယ်ရှာကာလေးရလိုက်ထွက်နေပြီရေတောက်ချင်လို့လားစောကြီးခတ်ပေးလိုက်ပါကွာစောကြီးကရေခတ်တိုက်တယ်ဘိုက်ကလေးကရေကိုအငမ်းမရတောင်းလိုက်ပြီရေတောက်ချင်လို့ပြောတာမဟုတ်ဘူးရေသူမတရေနဲ့တွေ့ရတာပြောချင်လို့ဟေးရေသူမတရေကိုပိုက်နေရေသူမဆိုရေသူမပဲပေါ့ဘင်းနဲ့ရေသူမမှာတရေကပါလာရတော့ဟုတ်ပါဩကိုတာနှောကလည်းအဲ့ဒီရေသူမကတရေဖြစ်နေတာဟုတ်ဗျတေချာပြောစမ်းမှာဘိုက်ကလေးဟာဒီလိုဆရာတော်ရဲ့ကျွန်တော်ငမန်းချိုင်ဘက်သွားတာငမန်းချိုင်ကလူသူအတော်တန်ပြတ်တဲ့နေရာဖြစ်ပြီးကျွန်တော်တာနှောနဲ့အတူရောက်ဘူးတယ်နေပါနင်ကဘာကြောင့်ငမန်းချိုင်ဘက်ကိုသွားရလဲဩလေးလာရေးပေါ့ဗျာပါလေငမန်းချိုင်အိမ်မှာအပြူတွေ့ထားလို့လားအာဟုတ်ပါအောင်ဆရာတော်ကလည်းအဲ့ဒီဘက်လင်းငင်းခံရင်းနဲ့ရှောက်သွားမိတာပါအဲ့ဒီမှာကြောက်ဆောင်ပေါ်မှာမိန်းကလေးတစ်ယောက်ကိုတွေ့ရပါရောပြောကျွန်တော်လည်းနှိပ်ရဆိုပြီးအတာကတ်သွားတာပေါ့အချိန်ကလေးစီးစာချိန်တိမ်အောင်ဆုံးနဲ့လှလိုက်တဲ့မြင်ကွင်းမိန်းကလေးကကြောက်ဆောင်ကြီးပေါ်ထိုင်ပြီးပင်လေပြင်ကိုငေးနေသည်ဗျစပင်တွေကလည်းမြေမှာတလွန်းလွန်းပေါ့တိတ်ချစ်သွားပြီညီမလေးရဲ့မိန်းကလေးကနောက်ကကြည့်တော့ပင်ကိုတားယူပဲဗျအင်ဂျီဝတ်ထားပုံမရဘူးဟင်အင်ဂျီမပါဘူးတဲ့အဲ့ဒါနဲ့ကျွန်တော်လေးရှင်တုံပန်းတုံနဲ့ကြောက်ဆောင်အောက်ကိုကြည့်ပြီးတော့လာကြောက်ဆောင်အကွဲကထွက်နေတာငါမိကြီးဗျဟာဒါဆိုရင်ရေသူမပေါ့ဟုတ်တယ်ဒါကြောင့်ကျွန်တော်လေးတွေးခဲ့ရတဲ့ရေသူမကိုအဝငံအဲ့လီဟုတ်ပါအောင်ကြည့်နေတုံးမှာနင်းသားတွေကြောက်တော့ပဲ့ပြီးတော့အတန်ထွက်သွားပါရောပြောအဲ့ဒီမှာရေသူမကကျွန်တော်ဘက်ကိုလှည့်ကြည့်လိုက်တယ်ဆိုရင်ပဲကျွန်တော်လေးငေးတန်းပေါင်းအော်မီတော့တာပဲဗျဘာဖြစ်လို့လဲမျက်နှာမပါလို့လားမျက်နှာမပါတာမဟုတ်ဘူးရေသူမမျက်နှာကတရေမျက်နှာကြီးဖြစ်နေလို့ပြောရေသူမမျက်နှာကတရေမျက်နှာကြီးအဲ့ဒီမှာကျွန်တော်လေးလမ်းဖြန်ပြီးတကြိုးတွေအော်ပြေးလာတာပဲပြောစိတ်ဝင်စားစရာတော့ကောင်းနေပြီဘာဖြစ်ကွာကျွန်တော်တို့သွားကြည့်ကြတာပေါ့တရေပါဆိုတာကိုသွားကြည့်ကြအောင်မလို့လားဒီလိုနဲ့ကျွန်တော်တို့လည်းငမန်းကြိုင်ဘက်ကိုထွက်လာခဲ့ကြပါတော့တယ်ငမန်းကြိုင်ရောက်တော့ဘိုက်ကလေးရေသူမတွေးခဲ့ရတယ်ဆိုတဲ့နေရာမှာဘာမှမတွေ့ဘူးဘယ်မလဲမင်းရေသူမစောစောကတကယ်ကိုတွေးခဲ့ရတာပါဗျဖျားစုပြရစေဒီမှာလာကြည့်ကြပြို့ဒီကြောက်ဆောင်ပေါ်မှာရေတွေရွှဲနေတာတွေ့တယ်မဟုတ်လားဟုတ်ပါ6သွေးတဲ့ကြောက်ဆောင်ပေါ်ဝဲရေသူမထိုင်ခဲ့တယ်ဆိုတဲ့နေရာလေးတနေရာသာကွက်ပြီးရေရွှဲနေချင်ရဘိုက်ကလေးစကားကိုကျွန်ုပ်တို့ကယုံရခံမယုံရခံဖြစ်နေတယ်ရေသူမဆိုတာတကယ်ရှိသလားထူးဆန်းပါပြီဆရာတော်ရဲ့ကျွန်တော်အိယာမှာနိုးတော့ရောင်းနေပဲမပြုတ်သေးဘူးဝေးလေးဝေးလင်းအယောင်တွေကတော့ရှိနေပြီကျွန်တော်လည်းအိယာပေါ်မှာဓာမျက်နှာသေးတဘောတပါသွားပြီးရှင်တွေအိုးချိုရဲ့မိမွေးနေမိပါတော့တယ်ဖောင်းကြီးဟုတ်လားဒါနောစောကြီးနဲ့ဘိုက်ကလေးတို့ကအိယာမှာမထားကြသေးဘူးဒူစိန်ချောင်းဝါမှာထူးခြားသောအရာကိုတွေ့ရပါတော့တယ်၎င်းမှာရဟန်းတစ်ပါးကတပိတ်ကိုလွယ်လျက်စိတ်ငြိမ်စွာရက်နေခြင်းပဲငပြောသီးများသာတွေ့ရတယ်ငပြောသီးများပဲလောင်းလို့လိုက်ပါတော့တယ်ရဟန်းကစုံးကန်ဆက်ကြွသွားပါတယ်ဒါပေမဲ့ထူးဆန်းတာကရဟန်းရဲ့သင်္ကန်းတော်ကရွှဲရွှဲစုံနေခြင်းပဲအလိုကျွန်တော်လည်းထိုအခါမှာကြောရဲစိတ်သွားမိတယ်ဒီရဟန်းတော်ကပင်လေထဲမှာတက်လာတဲ့ကိုရောများလားဟစ်ကောင်လေးတာတော်စောကြီးဘိုက်ကလေးထားကြစမ်းဒီမှာဖုန်ကြီးတစ်ပါးစုံးကန်ကြွသွားတယ်ကွာဟင်ဖုန်ကြီးဟုတ်လားစုံးကန်ကြွရအောင်ဘေးချိန်ရှိသေးလို့လေပြီးတော့ကျုပ်တို့ကျွန်းမှာစုံးကန်ကိုတော့မရှိပါဘူးဟေးအဲ့ဒါတော့မသိဘူးကျွန်ုပ်တို့တဲရှိလာရဲ့လို့ငပြောသေးတော့လောင်းလိုက်တာပဲဒါဖြစ်သင်္ကန်းတွေရေးဆိုးနေလားအိုးစိုးသမားရွှဲရွှဲကိုစိုးနေရပဲမှာဟာဒါဆိုသေးကြပြီပင်လေတဲကတက်လာတဲ့ဖုန်ကြီးပဲဖြစ်မယ်ဘယ်နည်းနဲ့မှဖုန်ကြီးအစ်စ်မဖြစ်နိုင်ဘူးတော်သေးရပါဆရာတို့ရဲ့ဝိညာဉ်နှုတ်မသွားလို့တီးပါကွာကျွန်တော်ကတော့ဖုန်ကြီးမှတ်လို့လှူလိုက်တာပဲတေချာတာကတော့ကျွန်တော်တို့ရွာမှာစုံးကန်ကိုတော့မရှိဘူးဗျတောင်ပေါ်ချောင်းကိုနေစဉ်စုံအောင်ပို့တာပဲရှိတယ်ထူးဆန်းပါပြီဆရာတို့ရဲ့ဒီလိုနဲ့ကျွန်တော်တို့လည်းရွာတောင်ပေါ်ဖုန်ကြီးချောင်းမှာအာကန်တို့ကိုရောများဖြစ်လိမလားထင်ကြီးဖြစ်တောင်ပေါ်ကိုတက်ခဲ့ကြပါရီတောင်ပေါ်ချောင်းတင်ငန်းလေးကတစ်ပင်တို့အလယ်မှာအင်ဒရီရရငိမ့်သက်အေးချမ်းလာပါရီမလန်းမကန်းမှာထုံးပြူပြူစီးရီကလေးတဆူလည်းရှိတယ်ဆရာတော်ကတပြက်စီးလဲနေရကျွန်တော်တို့လည်းဝစ်ချကြောကြပြီအရှင်ဘုရားเจ้าမှာအာကန်တို့ကိုရောများရောက်နေပါသလားဘုရားအလိုမိကုန်းဆန်းပါပြီကျုပ်ဖြစ်ဒီကျုံးကိုရောက်လာတာရှင်းနေတိတိရှိပြီဒီနေ့တိတောက်ကြောင်ကိုအာကန်တို့ဖုံးကြီးမပြောနဲ့ဘေးအေးတဲ့တရားမှတော့မလာဘူးပါဘူးဗျာတကာကလည်းကပ္ပိယတယောက်ရောက်လာဘူးတဲ့သူလည်းမနေနိုင်လို့ပြန်သွားပြီဘာဖြစ်လို့မေးရလဲကျွန်တော်လည်းမနက်ကတဲရှိဖုံးကြီးတစ်ပါးလာရဲ့ကြောင်ငပြောသေးလူလိုက်ကြောင်အာကန်တို့ကိုရောမှတ်လို့လာဆောင်စမ်းကြည့်တာဖြစ်ကြောင်တင်လျှောက်တော်ဆရာတော်ကဟင်ဥတ္တပီတကာကြီးကအတော်မိုင်မဲလာတာပဲရွှေတော်ကြီးကိုလက်ထဲရောက်တာတော့ရှောင်းမမသိအသိဉာဏ်တိမ်ပြီးတာ哦ရှင်းပြပါဦးဗျာအဲ့ဒါတကူအာနုဘောကြီးမားတဲ့ရဟန္တာတစ်ပါးဗျရဟန္တာဆိုတာစုတောင်းရင်လူရပြည့်တယ်ငမိုက်သားရဲ့အေးပေါ်လေး
မြောင်းလက်ထဲရောက်တော့အဖိုးမတန်တလို့ပေါ့လေဆရာတော်ကအတက်လိုမိန်းမကျွန်ုပ်တို့ကပါဇက်ဟောင်းသားဖြစ်ကြရတယ်ဟာဒီလိုမှန်းသိရင်ဆူတောင်းလိုက်ပါရဗျာဆက်တော့ရကျွန်တော်ကိုနှိုးလိုက်ပြီးရောဟုတ်ပါဗျာနားလိုက်တာနှုတ်တကားတို့ကဘာစုတွေများတောင်းမှမို့လဲဆရာတော်ရဲ့အမေကိုဘိုက်ကလေးနဲ့စောတယ်မောင်ခင်ဗျာမပြေဝင်ဖြစ်နေတာမို့ဟိုရင်းဖျားဟိုပါလေကျွန်တော်ကပဲဝင်ပြီးတော့အပြေးပေးလိုက်ရပါတော့တယ်လူပြိုကြီးတွေဆိုတော့အပြိုချောတွေနဲ့ပူးစာဖက်ရပါစေဆိုတဲ့စုပဲတောင်းရမှာပေါ့ဗျာဟုတ်လဲဟုတ်တယ်တကားတွေပဲကျွန်တော်တို့ကချိန်အားရင်ကြောက်ဆောင်ပေါ်ကိုထိုင်ကာပင်လေပင်ကိုသာငေးမောနေကြတယ်ဆက်လီကြုံလေးပါလေးများဖြတ်တန်းသွားလိမလားမျောလင်းချက်နေဖြစ်တယ်တောင်ပေါ်ကျောင်းမှာအမြင့်ဆုံးတစ်ပင်တွေမှာအဝိဇ္ဇာတစ်ခုကိုဝလုံးမှာခြေနှောင်ပြီးတက်ချီထားသေးတယ်တလူလူလွင့်နေတဲ့အဝိဇ္ဇာကိုပင်လေကူးသမောကြီးများတွေ့ကဒုက္ခတဲ့ကျွန်ုပ်တို့ကိုလာရောက်ခဲ့လိမလားလို့မျောလင်းချက်နေဖြစ်ပါတယ်အိုဟိုးမှာပင်လေဓမြတွေအလံထူထားတဲ့တဲ့အမြန်ကွေ့မှာဒါပေမဲ့ငလင်ပန်းကျော်မှာလူရက်ရွာနဲ့ဝေးလံကောင်းသေးတယ်ပင်လေအတွင်းမှာကျိုးငယ်လေးတစ်ခုမျှသာဖြစ်ချေရာကျွန်ုပ်တို့ရောက်ရှိနေတဲ့တလတာအတွင်းမိသည့်ဆက်လေမိသည့်သမောတစင်းတလေးကိုမျှမမြင်မတွေ့ခဲ့ရပါဘူးဒီတစ်သက်ကြုံတိုင်းအောင်ပြန်ရောက်ပါမလားမသိဘူးဒီလောက်ကြာနေခြင်းကိုမသိမြင်ကစိတ်ပူမယ်မထင်ဘူးသူမကယောက်ျားကိုတိတ်စိတ်ပူပင်တက်သူမဟုတ်ဘူးညကဘက်ကျောင်းအောင်ကိုလူဆိုးတွေဝိုင်းထိုးလိုက်တာဟဲ့ငါဖြစ်တနာလုံးလို့မျက်ရည်တော်ကြားမိပါရဲ့ဟုတ်ပါတော့ကြည့်ယောက်ျားတနာမိုးစိုးလို့သူကဝင်ကြီးတကောင်နဲ့အသေးတန်သူ့သေးကိုယ်သေးတပ်ပုတ်ခဲ့ရတာကိုသူမစိတ်မပူဘူးရခုပင်ပင်လေခီးကြမှာစရက်တာမျိုးပါခဲ့ရပြီးတရွာမရောက်တမပြောက်ခဲ့ခြင်းကိုဒင်းကအိမ်မက်တောင်မှတ်မထင်ပါဘူးမပေါင်ယောက်ျားဆိုတာမိမကိုလှုပ်ကြွေးရမှာပဲဂျူတီ is ဂျူတီပဲသဘောပေါက်တဲကျွန်တော်ကစိတ်ကူးထဲမှာမသိမြင်ကိုဒေါသထွက်လာလို့အပြင်အတန်ထွက်ခြင်းမိရာစောကြီးနဲ့ဘိုက်ကလေးကခြာကနေလှည့်ကြည့်တယ်ဘာဖြစ်လို့လဲဆရာတော့အော်အေးဟိုဘာမှမဟုတ်ပါကွာဟိုတမောတွေမော်တာဘုတ်တွေလာခဲလုံးတော့ပါကမ္မတကာပေါ်ဆရာတို့ရာမကြမီရက်တရက်မှာကျွန်ုပ်မှညာဘက်အိယာဝင်နောက်ကျခဲ့တယ်။မနဲ့အိယာထားလဲနောက်ကျခဲ့ပါတယ်။စက်တို့ရေထားပြိုးထထဘိုက်ကလေးရဲ့အော်နှုံမှုကြောင့်ကျွန်ုပ်မှလန့်ပြန်နှိုးခဲ့ရတယ်။ပြိုးဆရာတို့အမြန်ထားပြိုးဘာလေးဟာဘိုက်ကလေးကဒီမှာရသေးကြီးတစ်ပါအလူခံကြွနေလို့ပြိုးအေးဟုတ်လားကျွန်တော်လည်းအင်းရှိထွက်ကြည့်ရဟုတ်ပါရသေးကြီးတစ်ပါတပိတ်ကြီးကိုဘိုက်ကအင်းရှိမှာအလူခံရက်နေပါတယ်။ဘိုက်ကလေးနဲ့စောတယ်မောင်ကလှူလို့ရတာတွေရှာကြံပြီးတော့လှူထားပေးကြပြီလေ။အလူတန်းဆိုရင်လက်မနေတဲ့သူတွေထမကျွန်ုပ်တို့လည်းလက်အုပ်ချပြီးရသေးကြီးကိုအကဲခတ်ချေရအလိုမိုးမရွာပဲတင်ငန်းတစ်ခုလုံးရေတွေရွှဲရွှဲစုံနေပါရောလားတန်တော့ပင်လေတဲကတက်လာတဲ့တကူးရှင်ရသေးကြီးတန်ပြရမယ်ဒီလိုဆိုရင်တောင်မော်ကျောင်းဆရာတော်မိန်ကူတလို့လူရစုကိုပြည့်စည်တဲ့တကူးရှင်နဲ့ကျွန်ုပ်တို့ကကန်တူးစွာတွေးခွင်ရှားပြန်ချေပြီးဒီတခါတော့ဆရာတော်မိန်တလို့လူမိုက်တော်အပြစ်မခံနိုင်ဘူးလူရစုကိုတောင်းမှဖြစ်တော့မယ်တခါကြီးလူရစုကိုတောင်းပြီးတော့အလိုလေတကူးရှင်ဖြစ်တာကတော့သိကြပြီကျွန်တော်စိတ်ထဲမှာကြံစည်နေတာကိုသိလို့လူရစုကိုဝင်တောင်းခိုင်းနေသလားသိကြပြီကျွန်တော်လည်းစုတောင်းရင်ပါဇက်ပြေုံရှိသေးတယ်စောကြီးနဲ့ဘိုက်ကလေးတို့နှစ်ဦးပြိုင်တူပြောလိုက်တဲ့စကားကတော့ဒီရွာကဖူးစာပန်းနဲ့စုံဖက်ပြရစီဖေဟာတဲ့တွက်ဟွန်းအိမ်ပြည့်စီဟဲဒုက္ခပဲပြည့်စီတဲ့ထောပြီးဟိုတကရောဘာစုတောင်းခြင်းလဲမှန်တပည့်တော်ကတော့ကိုရွာပြန်ခြင်းလို့ဆက်လီတစည်းစီအမြန်ဆုံးတွေ့ရပါစေဖေဟာအိမ်တကားလေးရွာမှာတယုံစင်ကြံခဲ့ပုံရတယ်။ကိုင်ပြည့်စီတင်မဖေဟာရှေးသေးကြီးကစုပေးပြီးနောက်ပြန်ကျသွားပါရီ။အိမ်လူဘဝဆိုတာတမှုတရတယုံစင်တွေနဲ့ဖွဲ့စည်းထားတာပါလား။ဘဝကတနာပေါ့ကွယ်။စောကြီးနဲ့ဘိုက်ကလေးကပျော်နှုံးတို့ထပြီးတော့3မိနစ်လောက်ခုန်နေပါတော့တယ်။မိမရတော့မယ်။တာနောကအခုထိမနှူးသေးပါဘူး။သူနိုးရင်ဘာစုတောင်းမလဲမသိဘူး။လာကြဟိရှေးသေးကြီးကိုပူလိုက်ရတဲ့ကြောင်ဆရာတော်ကိုတွားကြွအဲ့လေတွားလျှောက်ကြရင်မကောင်းဘူးလား။ကောင်းနေပြောကျွန်တော်တို့လည်းတောင်မော်ကိုတက်ခဲ့ကြပါရီနနက်ဝေလီမို့ကျွန်းသားများပဲမနှိုးတက်ကြသေးဘူးဆရာတော်ကိုပြန်ကြွားခွင့်ရပြီဆရာတော်မှာတပြက်စီးလင်းနေတော့တွေ့ရတယ်ကျွန်တော်တို့လည်းဆရာတော်ကိုပြောက်ဝက်ပြီးတော့ဦးနိုင်ချရှိခိုးကြတယ်ဟဲ့တကားကြီးတို့ပါလားတင်ပါရေးကြီးတော့ပြန်နေဘာကိစ္စထူးထွေကြုံခဲ့ရပြန်ပြီလဲစောတင်မောင်နဲ့ဘိုက်ကလေးကအုံမျိုးနေတယ်ဟိုပင်လေတဲကတက်လာတဲ့ရသေးကြီးတစ်ပါးကိုဖူးလိုက်ရလို့ပါဖေဟာဟုတ်လားအဲ့ဒါတပည့်တော်တို့ရသေးကြီးစီမှာစုတောင်းလိုက်ပါရဖေဟာအော်ဘာဆိုတွေများတောင်းလိုက်တဲ့တကားတို့ရဲ့ဒီရွာမှာဖူးစာပန်းနဲ့ပေါင်းရပါစေလို့ပါဖေဟာဟေးအဲ့ဒါတပည့်တော်တို့စုတောင်းပြမှာပေါ့နော်ဖေဟာဟိုတကားတော့ကရဟန္တာကြွလာတာကိုတပည့်တော်စုတောင်းရမှမသိလို့ပါတပူနာခဲ့ပါပြီအခုတကားတော့တပည့်တော်ကခွင့်ရေးကိုလက်လွတ်မခံပဲစုတောင်းလိုက်ပါပြီဖေဟာတပည့်တော်လည်းဒါမျိုးတော့နောက်မကြပါဘူးဖေဟာအပြိုင်ကိုစုတောင်းလိုက်ပါရဖေဟာ
ဆရာတော်ဖျားတပည့်တော်တို့ဆူတောင်းပြမှာပါနော်အဲ့ဒီရသေးကြီးကလည်းပင်လေတဲကတက်လာတဲ့တကိုးရှင်ကြီးပဲဖျားဟုတ်ပါတယ်နော်ဖျားအတင်းကိုဟုတ်ခိုင်းနေတော့တာပဲတို့စဉ်ကျွန်ုပ်တို့ဘေးမှာဖြတ်သွားတဲ့ခြေတံကိုကြားလိုက်ရလို့ကျွန်ုပ်တို့လှည့်ကြည့်လိုက်ရစောစောကရသေးကြီးကိုဖူးတွေးလိုက်ရပါတော့တယ်ဟာအဲ့ဒါပဲရှင်ဖျားအဲ့ဒါပဲတပည့်တော်တို့ဆူတောင်းခဲ့တဲ့ရသေးကြီးဘိုးတန်ကြောင့်ရသေးကြီးကကျွန်ုပ်တို့ကိုကြည့်သွားပြီးတော့ရိမ့်မိသွားဟန်ဖြင့်ပြည့်စေဆူတောင်းနေမြ мян ပြည့်စေသိကြပြီအိုးပြလိုက်ပါတယ်ကွာဆူတောင်းရဲ့အလိုပါတယ်အလဲရသေးကြီးကခုံပေါက်ကခုံကတော့အတွင်းကိုဝင်ရောက်သွားပါတယ်တကာကြီးတို့ကရသေးတန်ချာနေတွေ့ခဲ့ကြတာ哦အဲ့ဒါပင်လေတွေကတက်လာတဲ့တကူးရှင်ရသေးကြီးမဟုတ်ဘူးလားဘယ်ဟုတ်ရမလဲကွအဲ့ဒါကျတို့ကျွန်းကနေပင်လေထဲငါးဖမ်းပြန်ရင်ပင်လေထဲမှာဘာတွေးခဲ့တယ်မသိဘူးတွတ်ကအောင်ယူတော့ဖောက်ပြန်သွားတယ်ကိုရင်တန်ချာလေးတတဆိုအယူပေါ်ဟုတ်လားဗျာဒါပေါ့အဲ့ဒီကလေးကရသေးအဝတ်တွေဝတ်ပြီးတောက်ထဲမှာနေနေတာဒီနေ့တော့ရိတ်ခါလူချင်းလို့ကျုံနေဆင်းသွားတာထင်တယ်တောင်ပေါ်ကျောင်းမှာပြန်ဆင်းလာခဲ့ကြတယ်ကျွန်တော်တို့ချက်နောက်တွေကခဲဆွဲထားသလိုနှိကွေးနေတာကိုတော့ပြောစရာလိုမှမထင်တော့ပါဘူးဒီနေ့ကံမကောင်းပါလားဒီနေ့ကျွန်တော်တာနောင်းတဲ့ဘိုက်ကလေးတို့ကညနေနေဝင်ကြီးတရောဝယ်မီးလုံရင်အချောက်ပုံနဲ့ရင်းနှွေးချမ်းမြင်းနေစဉ်စောတယ်မောင်မဦးရဖားရနဲ့ပြေးဝင်လာပြီးတွေ့ပြီရှီသူမအစ်စ်ကိုတွေ့ခဲ့ပြီပြောသိလားဟာစောကြီးဟာဘာဖြစ်လာပြန်တာတော့ဟာအပမိလားစောကြီးမျက်နာကမှုရတဲ့မျက်နာပါမှာပြုံးနေတယ်တန်တော့စောကြီးနှလုံးနဲ့ချီတွေ့လာပြီလို့ကျွန်တော်ယူဆပါတော့တယ်ကဲစောကြီးဘေးပြူချောနဲ့အဆင်ပြေတာတော့ပြောစမ်းစောကြီးကငါချောက်တစ်ပတ်ကိုကောက်သွားရင်ကျွန်တော်ငမန်းချိုင်ကိုရှောက်ခဲ့တယ်ဗျဟာတော့ပြန်ပြီလားဒီငမန်းချိုင်ရှီသူမတရင်နဲ့တွေ့ပြီးဝိညာဉ်နှုတ်သွားမှမကြဘူးလားကြောင်းမဲ့ပုံလည်းမပေါ်ပါဘူးဟင်းဆရာတော့ကလည်းသိတယ်ကျွန်တော်ကအမဆိုရင်ရေသူမလေးစိတ်ဝင်စားတာပဲယုံနေကိုစောကြီးအဲ့ဒါငမန်းချိုင်ရောက်တော့ကြောက်ဆောင်ပေါ်မှာကြောပေးပြီးပင်လေပင်ကိုငေးမောနေတဲ့ရေသူမနဲ့တွေ့ရောပြုတ်ဟုတ်ပြီဘိုက်ကလေးတွေ့ခဲ့တယ်လို့ပေါ့ရေသူမကစပင်ဖားလျားချလို့ကြောက်ဆောင်ခွေကအမိကလေငါအမိကြီးပြန်သိလားကျွန်တော်လည်းအရေးဆောင်ပြီးတော့ကြောက်ဆောင်ပြီးကပ်ပြီးရှေ့ကိုကြည့်လိုက်တော့လှလိုက်တဲ့ရေသူမဗျာမျက်နှာလေးကတက်တက်မိုးအတိုင်းပဲဟဲ့ရေသူမကတဲ့ချောပါလားဒါနဲ့ဘိုက်ကလေးပြောတော့ရေသူမမျက်နှာကတရေမျက်နှာဆိုအိုးနနာဘွားတွေကရုံမျိုးပြောင်းနိုင်တာပဲဒီမှာကျွန်တော်တို့လေအဲ့ဒီချိန်မှာနနာဘွားတွေဘာတွေညာတွေမစင်းစားအားတော့ဘူးပြုတ်ရုံနေရေသူမကိုလွတ်ထွက်သွားမှာဆိုလို့ကြောက်ဆောင်ပေါ်လွှားကနေခုံတက်ပြီးတော့တင်ဖတ်ထားပြစ်လိုက်တာပဲပြုတ်ကဲမင်းဘယ်ပြေးမလဲရေသူမပင်လေပင်ကိုငေးနေရကရုတ်တရက်အဖက်ခံလိုက်ရတော့ကြောက်လန့်ပြီးတော့အော်ပါလီရောရေသူမစကားပြောတတ်သလားလွတ်ကျမကိုလွတ်ဘူးအခွင့်ရတော့ဖတ်ထားမှာပဲရေသူမအသားလေးများနူးညံ့နေရပဲပြုတ်ဖတ်ရတာတိတ်ဆိမ့်ကြတာပဲဟဲကောင်းပါပြီကဲပါပြောပါအောင်နောက်တော့ရောဘိုက်ကလေးကစိတ်မရှိစွာနဲ့အလော30မိတယ်လူပြိုကြီးအချင်းချင်းနှာတပြားအသာမခံကျင်ကြပါလားနောက်တော့ကပြောမရတော့ရေသူမကငါပေါ့ဖြန်းကနေနှစ်ဆင့်ရိုက်ချလိုက်တာပဲငါလေးနှအောင်ပွင့်မတက်ခံစားရလို့လှုပ်ပေးလိုက်ရတယ်ဟဲဒီရေသူမကပါလေးချတဲ့တကူအံ့ရောဒီတော့မှရေသူမလေးကြောက်ဆောင်ဘောကကြပြားခုံချပြီးငါကိုစူးစမ်းကြည့်ရတာဟာခုံစင်းတော့အမိနဲ့မြေမှာထောက်လို့ရသလားရတယ်ကွာအမိကသူ့မိမမဟုတ်တာဘသူ့အမိလဲအဲ့ဒါကအေယာမငါးကြီးတကောင်ကိုချထားတာကွာသူကလူလိုပဲချက်တော့နဲ့ဒါဆိုမင်းကရေသူမဘယ်ဟုတ်ပါမလဲဒါပေါ့ကွာရေသူမမဟုတ်ဘူးသူကလူအစ်စ်လူအစ်စ်ငါတော့ငတ်ပြီဟုတ်တယ်သူကလူသူ့အောက်ကငါးကြီးကဖမ်းမိထားတာလာမသေးကြသေးလို့သူကစောင့်နေတာပြီးတော့သူ့ဘေးမှာလေကလေးတွေကစားတဲ့တရေမျက်နှာဖုံးကြီးချထားသေးတယ်မောင်ဘာလို့တားရဲလဲသူ့မောင်လေးကြံခဲ့တယ်ပြောတာပဲကွာငါကြာမျက်နှာဖုံးစုပ်ပြီးချလို့တဲ့ကမ်းမှာဖူးစာပေါ်ဘိုက်ကလေးရစိတ်မကောင်းမဖြစ်ပါနဲ့ဒါမျိုးဆိုတာကကိုကုတူနဲ့ကိုဖြစ်တတ်တာပဲဟာအခန်းရခတ်တယ်ကွာနော်ဒါဖြင့်မင်းကောင်မလေးနဲ့အတော်ရင်းနှီးခဲ့ပြီပေါ့ဟုတ်လားဒါပေါ့သူ့နာမည်ကဂင်းကာတဲ့ကျောမြောက်ဖျားမှာနေရတဲ့ကျွန်ုပ်တို့တဲကိုတဲ့နေရာကကျွန်းတောင်ဖျားပဲဒီပါအောင်သူကညနေဆိုဘာဖြစ်လို့ပင်လယ်ကိုလာမျောနေရတာတော့စက်လီတွေတမောတွေမျောနေရလားတော့ပြီးအတွေးခေါ်တော့ချာတုလန်ပါဟာသူကဒီကျွန်းသူပဲဟာစက်လီကျုံမျောစရာလူမလားကွာသူမျောတာကအေးပြောစမ်းမအောင်စောတဲ့မောင်ကမပြောနိုင်သေးဘူးတကူရောက်ခါနီတပေါင်းကကန့်လန့်ဝင်ခံတယ်လို့ငကြောက်ပုတ်စားရင်ရင်းနှီးတစ်ခွက်ငှက်တောင်နေလို့ကျွန်ုပ်တို့ကစိတ်မရှိစွာစောင့်ဆိုင်နေရပါတော့တယ်ကောင်းလိုက်တဲ့ဖုန်လေးဗျာကဲသေးချင်းဆိုမျိုးရာမြ мян မျိုးဆို့ပြီးတော့ပြောစရာရှိရမြ мян ပြောဟဲ့စိတ်မရှိတော့တဲ့ဘိုက်ကလေးကအငေါ်တူးလိုက်မှစောကြီးကစကားဆက်ပြောတော့တယ်
အေးသူမျောနေတာကသူကြီးစားနီကိုရဲဟာတနေ့ပင်လေတဲ့ငါးပန်းထွက်သွားရင်ပြန်မလာတော့ဘူးတဲ့အဲ့ဒါတနေ့ပြန်လာနုံနုံနဲ့စောင့်နေတာတဲ့ကြည့်ရတာတော့တီဗီထမရဲ့ဘိုက်ကလေးရာတီးစီချင်တာပေါ့လေစေတနာတွေအဲ့ဒါဂင်းကာကငါ့ကိုသူ့စီနေတိုင်းလာကိုခေါ်ထားတယ်ဆရာစောကြီးတငယ်ချင်းမင်းသွားလို့မဖြစ်ဘူးထင်တယ်နော်ဟာဘာဖြစ်လို့မဖြစ်ရမှာလဲဟိုငမန်းကြိုင်မှာအန်ဒီရဲ့ပြုံးတီးတဲ့သွားနေနော်အိုးယောက်ျားပါသားရခိုင်သားတို့အာမန်ကိုဒီနေရာမပြလို့ဘယ်နေရာမှာပြမလဲငါဟဲ့ယောက်ျားစောတင်မောင်ကရခိုင်လူမျိုးဖြစ်တယ်မားဒရက်ဆိုရင်အယိုးချေချေရေခံခံကျိုးပန်းမဲ့လူထူးဆန်းပါပဲကိုစောရင်ကျွန်ုပ်ကတားမရမှန်တီးပြီးသားဖြစ်လို့လီကောင်းခံမတားတော့ပါဘူးအရှိန်ကုန်သူ့ဘာသာသူရက်သွားလိမ့်မယ်အော်ခင်းကာဆိုတာမြတ်ပေါ်နော်ညီရီလေးလိုဖြူစင်တန်ရှင်းတဲ့ခင်းကာပါလားကွယ်နားမခံတာရှိလိုက်တာနော်အဲ့ဒီခင်းကာလေးကိုဖြစ်ကိုစောအစွဲကြီးဆွဲမိပြီးပေါ့ကွယ်ခွေးတီကောင်ဘုတ်ဘောလောပေါ်တွေညီရီတွေအများကြီးကျွန်းစရာဘိုက်ကလေးကမျက်နှာဖုံးနဲ့စော့တက်တဲ့ခင်းကာဆိုတဲ့ကလေးမလေးရဲ့မောင်လေးကိုသာချိန်ဆလိုက်ချင်ပါတော့တယ်စော့စရာရှာလို့ဒီမျက်နှာဖုံးထဲမှာစော့ရတလားဟင်ငါနော်မျက်နှာဖုံးကြောင့်လွေးချက်နာရီကွယ်မင်းပြောတော့ရေသူမတရေဆိုရေသူမတရေဒါဒီချက်တူရေသွားစမ်းကွာဒီနေ့ကမကောင်းတာငါပါလားပင်လေပြင်းကအပြောကျဲလာတယ်ကြည်လျရာကမ်းမမြင်ရုပ်စအစုံကျွန်တော်တို့ငလင်ပန်းကျွန်းကိုမမြင်ရတော့ပါဘူးရေဟာပြနေပါတယ်ကောင်းကင်ကပြနေတယ်တန်ငါလီတွေကပိုက်ချနေပါတယ်ထိုတန်ငါလီများထဲမှာကျွန်တော်နဲ့ဘိုက်ကလေးကလည်းငါးပန်းဆက်လီတစ်စင်းနဲ့လိုက်ပါလျက်ရှိပါတယ်ငါးပန်းဆက်လီဖြစ်ကျွန်တော်တို့လိုက်ပါနေခြင်းမှာဘဟုတုတအတွက်၎င်းနေစာသူဟာခေစင်းနဲ့ဆက်လီစောင့်ရတာပြင်းရင်ငင်းငွေလာလို့၎င်းယခုလိုငါးပန်းဆက်လီဖြစ်ရှောက်လိုက်နေကြခြင်းဖြစ်ပါတော့တယ်ကျွန်တော်တို့ယူမတော်တွေတားကောင်ရှာဖွေကြသလိုပင်လယ်မုတ်ဆိုးများကရေပြင်းမှာငါးရှာကြရင်ပြည့်ရတနာဝမ်းစာအတွက်တားကျွေးမှုမရကျွေးမှုအတွက်ပါပဲပြောပြန်ပြီးဒီစကားဒါဟာတဘာဝတရားယောက်ျားတော်ရဲသွားဒီဟာပိုက်ပြန်ဖို့တော့ငါးမျိုးစုံကလူလွတ်ပါလာပါတော့တယ်ဆက်လီရဲ့ဝမ်းတွင်းမှာငါးတွေကတောင်ပေါ်ရာပုံဖြစ်နေတယ်ယူမတော်ကတားကောင်ပြစ်မကုန်တယ်လို့ပင်လယ်ပြင်ဟာလေရေမောဆိုးတွေအတွက်ဖမ်းယူမကုန်နိုင်တဲ့ဟင်းအိုးကြီးပါလားနင်တို့မင်းနင်တို့စားရေထဲကြလို့ကတော့ငါတို့လည်းတွတ်ပြီးသားပဲလေပြင်းမုန်တိုင်းနဲ့တွေ့ပါကအကာအကွယ်မဲ့ပင်လေတန်ငါတို့ဘဝကိုကျွန်ုပ်စာနာတနာမိတယ်ပင်လေတန်ငါတို့ကတော့ပျော့ပျော့ပဲရောက်ပါရင်ငွေပင်လေတဲ့လားမုန်တိုင်းကြမှာလေကြောက်မနေအောင်ကြာလာရင်အသက်ရှင်သန်မှုအတွက်ရုန်းကန်လှုပ်ရှားကြရုံသာပင်လယ်မှာစီးပွားရှာဖို့ကလေဒါပဲရှိရမဟုတ်ပါလားကျွန်ုပ်တို့လေများပြောင်းဝင်လာတဲ့တောင်ပြင်မှာအိန္ဒူတထာဇနီးမယားတွေကျိုးလင့်နေတာကိုတွေ့ရပါတော့တယ်ယောက်ျားများကိုမြန်မာသူတို့ခင်ဗျားလည်းတက်ပြင်းချနိုင်ပြောနိုင်တော့တယ်တော်သေးရပေါ့ကျုပ်ဖြစ်ဒီတစ်ခေါက်ရှင်းအတွက်တပိတ်သွင်းရပြီးမှတ်တာမျိုးရိုးဆန်ဆန်တန်ငါလောက်တာတန်ငါမယားတန်ငါသားသမီးများသာဖြစ်ခဲ့ကြတယ်မဟုတ်ပါလားတန်ငါနာနီတန်ငါမုတ်ဆိုးနာနီမုတ်ဆိုးပေါ့ဗျာဒီကျုံးမှာကလေးတွေအတွက်စာသင်ကျောင်းမရှိဘူးကလေးတချို့ကတော့တောင်ပေါ်ဖုန်းကြီးကျောင်းမှာစာအန်နေအောင်တွေ့ရတယ်ကလေးများစုကတော့ငါးသိန်းငါးပန်းငါးရွေးလုံးနဲ့သာပြီးနေကြတော့တယ်ကျွန်တော်နဲ့ဘိုက်ကလေးသားငါးပန်းစလေးဖြင့်လိုက်ပေမဲ့စောတင်မောင်ကိုတော့မမြင်ပါဘူးသူကများမအားဖြစ်နေတာ哦သူ့အလောက်ကပင်လေးဖြင့်ငုံငေးမော်ပြီးချစ်သူနီကိုရဲတယောက်ပြန်လာလီမလာနေစဉ်မျောနေတဲ့ဂင်းကာပေးမှာအဖော်သွားလုံနေခြင်းသာဒင်းပြန်မလာပါစေနဲ့ဗျာနီကိုရဲဆိုတဲ့ငနေဟာပင်လေးထဲမှာတီးလောက်ပြီးဦးတီးပါပြီတီးကြပါလေဒါကိုဂင်းကလက်ခံလောင်ကြိုးစားရမယ်ဒါမှနီကိုရဲဆိုတဲ့ငနေကိုမေ့ပြီးကိုစောရဲ့အချက်ကိုလက်ခံပါဆွဲရီပေါ်လေးအဲ့ဒါပေါ့တလွေးစပင်ကောင်းဆိုတာဒီလိုနဲ့ရဲတချို့ကြာညောင်းခဲ့တယ်ကျွန်ုပ်တို့လည်းဆက်လီကျုံကိုမျောပြီးမောမနေတော့ပါဘူးကာမတကာကျုံတိုင်းကိုပြန်ရောက်ခွင့်ကြုံရင်တော့ရောက်ပါလိမ့်မယ်ကျွန်းသားတန်ငါများနဲ့သာလိုက်လုံးညီတွေဆက်ဆံနေထိုင်ကြတော့တယ်ယခုတော့ကျွန်းသားတွေကလည်းကျွန်ုပ်တို့ကိုတော်ပင်ခင်မင်နေပြီဆက်တုတ်တို့ညနေအိမ်ကိုထမင်းလာစားကြနော်ဟုတ်ကဲ့ဆက်တုတ်တို့ပြောပြတဲ့အညာကြီးလက်ကเจ้าတွေကတက်ယူစိတ်ဝင်စားဖို့ကောင်းတာပဲပြုတ်ဟဲ့ကိုပိုက်ကလေးပြောပြတဲ့ဟိုပါလေရုပ်ရှင်ဆိုလားဘီရူဆိုလားအဲ့ဒီဇလန်းတွေကလည်းနားထောင်ကောင်းမှာကောင်းဟုတ်ပါဒီညကြမှာခေါ်ပြောခိုင်းရအောင်မေကျွန်းကလေးကရုပ်ရှင်မသိဗီဒီယိုမရှိ TV နဲ့ထိပျော်ပွဲရှင်ပွဲမရှိဘူးပျော်ပွဲရှင်ပွဲဆိုလို့သူတို့ရိုးရချိန်ရောက်ရင်မီးဖို့ပြီးပက်လေကကုံနေကြခြင်းသာမီးပုံကြီးမှာပင်လယ်ငါးကြီးများကိုတစိုးထိုးခင်ထားကြတယ်။အောင်းရီကစောရီတို့ကိုတောက်ပြီးကကုံကြပါတယ်။ကလေးလူကြီးမိန်းမကကုံကြတယ်။ထိုချိန်ကတော့တကြုံလုံးအပျော်ဆုံးအချိန်ဖြစ်နေပါတော့တယ်။တောမင်းတောင်မင်းကျွန်းမင်းပင်လယ်မင်းတို့ကိုပူဇော်ပသတဲ့ချိန်ဖြစ်ပါတယ်။ထိုရိုးရနဲ့ပူဇော်ပသခြင်းမပြုမိရင်
သူတို့ကိုတန်းခတ်တက်တယ်လို့အဆိုရှိကြတယ်ငါကိုငါကင်မဆက်ရင်နင်တို့ကိုငါလိုကင်းဖြစ်မယ်ဟဲ့ပင်လယ်ပြင်မှာငါဖတ်မရခြင်းငါတွေဘရောက်ကုန်ပါလိမ့်လီနီမုန်တိုင်းရုတ်တရက်ကြားရောက်တဲ့ခြင်းစတဲ့ဘေးအနေများပြီးကြတယ်လို့ဆိုတယ်ကျွန်ုပ်တို့လည်းကျွန်းသားများနဲ့အတူရောနှောပြီးမိဘုံကြီးပတ်လေကကုန်ကြပါတယ်ရောမရောက်ရင်ရောမလိုကျင့်ရမယ်ကျွန်းသားများတောက်တဲ့အုံးရီကစောကြီးများကိုတောက်တယ်ကျွန်းသားများစားတဲ့ငါးကင်ကိုစားတယ်ကျွန်ုပ်တို့ကသူတို့နဲ့တသားတည်းဖြစ်နေပြန်ပြီမဟုတ်ပါလားတောကောင်များကတော့ပေါ်များလွန်ပါတယ်အညီဟောက်များတဲ့ကျွန်းမဲကိုထမင်းစားရင်ခြံအောင်ချပြီးတော့အတွင်းဝင်စားရတယ်အတော်ပဲစားပြီးအိပ်ရုံပဲတညဝဲစောတင်မောင်ပြန်မလာဘူးမိုးချုပ်ပြီးမြပြန်မလာပါဘူးကျွန်ုပ်တို့လည်းပူပင်တော့ငမန်းချိုင်ကိုလိုက်ခဲ့ကြရတယ်တွေးမှနေရင်အုပ်ပြရမယ်ငမန်းချိုင်ကလူသူလေးပါမရှိဘူးကြောက်ဆောင်များတို့လိုင်းပုတ်တန်တဝဝအတန်ကြားနေရပါတယ်ဂင်းကထိုင်တတ်တဲ့ကြောက်ဆောင်ကြီးကိုတတိတည်းတွေ့ရတယ်ဂင်းကလည်းမရှိစောတင်မောင်လည်းမမြင်ဘူးဖိုးချက်တော်ပါပျောက်နေရဗျဟုတ်ပါကျက်တူရွေးလေးကိုဂင်းကချက်လို့စောတင်မောင်ကအမြဲခေါ်သွားနေကြဂင်းကကိုစောချက်ရခုတော့အားလုံးပျောက်ဆုံးနေချေပြီပင်လယ်ဟာလျှို့ဝှက်တော်အသွင်ကိုစောင့်ယူထားပါလားအော်စောကြီးမားပတ်လိုက်တော့မိုက်ဖက်ပါဘာလို့ဖြစ်ကုန်ပြီလဲစောကြီးတငယ်ချင်းတစီတရေတွေကပဲမင်းဝညံကိုနှုတ်ဘိုက်ပေါက်ပြီးဦးရီအသေးတွေကိုစားလိုက်ရောသလားဟဲ့စောကြီးနင်းပတ်ကျူဖောက်စားမယ်ဘိုက်တော်ဖောက်မစားပါနဲ့တရေကြီးရဲ့ဒီလောက်စားခြင်းရင်လေဟိုယူကျွေးပါမယ်နော်ဒါမှမဟုတ်ပင်လေတင်းကြိုင်တဲပဲမောင်းနှံလက်တွေပြီးခုံချသွားပြီလားမွေးရတာဝိုင်းရင်ဆက်တာပဲဖက်တင်တာပေါ့စောကြီးရဲ့တရားနဲ့ပြေပါစောကြီးမိကမ်းမမြင်လမ်းမမြင်ပင်လေပြမှာတော့အသက်မသေးခဲ့ပဲအခုကျုံးပေါ်ရောက်မှပျောက်သွားရတယ်လို့မိမိသားစုကိုငါတို့ဘလို့ပြောရပါဒီနေ့ကံမကောင်းပါလားစောကြီးတမနက်ခင်းနေအောင်ကြီးကဝင်းပါနေပါတယ်တန်ငါရွာလေးကနေတဲ့တနေ့ကိုလှုပ်ရှားတော့ဝင်လာပြီးဖြစ်ပါတယ်လေယောက်ကြားတို့ကပင်လေပြင်ထွက်ရင်ပိုက်ပြင်သူကပြင်လေပြင်သူကပြင်ဆင်နေကြတယ်မိမတွေကငါးများကိုခွဲချမ်းစိတ်ပြနေကြတယ်စံစီစားနေလေရန်အဆူချက်ရန်အချောင်းလန်းရန်ငါစနေနေရန်ပြုလုပ်ကြတယ်ချက်တန်ပြုတ်တန်အော်တန်ခေါ်တန်ကလေးတန်ခွေးတန်ကြက်တန်ငှက်တန်များဖြင့်ငလင်ပန်းရွာလေးကဘာမှမထူးဆန်းတဲ့နေစာတူဝါများကိုဖျက်တမ်းနေစေကျွန်တော်နဲ့ဘိုက်ကလေးကစောချီအတွက်ဆူတောင်းပြီးရန်မနှက်စာစောနဲ့စိုးဟင်းချက်ပြီးတောင်မော်ချောင်းကိုတက်ခဲ့ကြပါတော့တယ်စောကြီးကောင်းရာသူကလေးလာပါစေကျွန်တော်တို့ဆရာတော်ကိုတရားစာဖက်လျက်တွေ့ရတယ်အော်ဥတုပီရောပါလားလာကြကျွန်တော်တို့လည်းဆရာတော်ကိုဥချဝေးပြကြတယ်စောအောင်လာပို့တာပါဗျာအေးတာတို့တပည့်တော်တို့စီကလူပြိုကြီးစောတံမောင်တမြန်နီးကပျောက်ဆုံးသွားလို့ပါဗျာဟေးလူပြိုကြီးကဘေးရောက်သွားလို့တော့မသိပါဘူးဗျာငမန်းဆိုင်ကဂင်းကဆိုတဲ့မိန်းကလေးစီနေတိုင်းသွားနေရကနေဂင်းကရောစောတံမောင်မှာပျောက်ဆုံးသွားတာပါဗျာဟဲ့ခိုးရများလိုက်သွားကြသလားဆရာတော်နဲ့စောကြီးများအထင်ကြီးလို့ခိုးရလိုက်သွားတော့လုံးဝကိုမဖြစ်နိုင်ပါဘူးဗျာတေချာလာကြည်လားဘလို့ဖြစ်လို့လဲဒီလိုပါကောမစောလူပြိုကြီးမို့ခင်းကလက်တဲ့ခံမရပါဘူးဗျာဒါကြောင့်ပါအော်လူပြိုကြီးတွေအထင်နဲ့ပြောရတာမခံကျင်ကြပါလားနော်အော်ဒီလိုလဲဘယ်ဟုတ်ပါမလဲတကားလေးရဲ့ဖူးစာဘက်ဆိုရင်တော့လေဖြစ်ချင်းဖြစ်သွားနိုင်တာပေါ့မဖြစ်တဲ့ဘက်ကပူးသေးကြပါရဲ့ဗျာစွတ်ပါလားနော်သူစဉ်ဖိုးချက်တော်အတန်ကိုစတင်ကြားလိုက်ရခြင်းဖြစ်ပါတယ်ဖိုးချက်တော်ကကြောင်းကနေထိပြန်တန်းဝင်ရောက်လာပြီးစတော့လိုင်းလုံးကြီးတွေလာနေပြီလိုင်းလုံးကြီးတွေတက်လာနေပြီကျွန်တော်တို့ကဖိုးချက်တော်ဘာကိုဆိုလိုမှမသိတော့ကြောင်တောင်ဖြစ်နေတယ်ဖိုးချက်တော်ကကျွန်တော်ပခုံးကိုအတောင်ပံပြရိုက်လိုက်ကျောင်းပြင်ကိုပြန်ထွက်သွားလိုက်လို့ရင်ပါဇက်ကလည်းတစားစားအော်နေချေရထူးဆန်းသောချင်းရမို့ကျွန်တော်နဲ့ဘိုက်ကလေးလည်းအပြင်ထွက်ပြီးပင်လယ်ကိုလှမ်းကြည့်လိုက်စဉ်အလိုပင်လယ်ပြင်မှာလှိုင်းကောင်းပြူကြီးကတစားတက်လာနေပါလားဟာချီစားဘိုက်ကလေးပင်လယ်မှာတလောက်ကြီးတဲ့လှိုင်းလုံးကြီးတွေတကားမှမမြင်ဘူးဆရာတော်လည်းကျောင်းပြင်ထွက်လာပြီးအနီးမှာလာရက်တယ်ဟဲလှိုင်းလုံးကြီးတွေလာနေပြီတင်မဗျာတကားတော်တို့တောင်းကိုမြင်စင်ကျွန်းသားတွေကိုတောင်းမော်တက်ပြေးကြဖို့အော်ပြောပြီးတော့မြင်လို့နော်တင်မဗျာကျွန်တော်နဲ့ဘိုက်ကလေးလည်းတောင်းကိုတရောတော်ပါဆင်ပြေးကြပါရီပါစက်မှလည်းကျင်းလောင်စွာအော်ဟစ်သွားတယ်လှိုင်းလုံးကြီးတွေလာနေပြီတောင်းမော်တက်ပြေးကြပါလှိုင်းလုံးကြီးတွေလာနေပြီတက်ပြေးကြပါပြု့ပိုးချက်တော်ကလည်းကျွန်းတချောင်လူလာကောက်တုံပြန်တန်းရင်အော်နေပါတော့တယ်လှိုင်းလုံးကြီးတွေကျွန်းသားတွေကရုတ်တရက်မှကြောင်းနေကြတယ်တကားမှမမြင်ဘူးတော့အဖြစ်မို့ရုတ်တရက်မင်းသိနေကြတယ်ဘာလို့ဘာကန်ရမှမသိဘူးလှိုင်းလုံးကြီးတွေကလင်းမြန်လာတော့အချိန်ဖြင့်ကျွန်းစီကိုပြေးဝင်လာနေပါတယ်လိုင်းမြင့်ကအုံးပင်ထမ်းပင်လောက်မြင့်နေတယ်ရက်ကြီးမနေနဲ့တောင်ပေါ်ကိုတက်ပြေးကြကျွန်တော်တို့လည်းအတန်ကောင်အော်ဟစ်သတိပေးတယ်
ဒါပေမဲ့ကျွန်ုပ်တို့အော်တန်ကလိုင်းတန်လီတန်ကြားမှာနစ်မြုပ်သွားပါတော့တယ်။အုံးပင်အမျက်လောက်ရှိတဲ့လိုင်းလုံးကြီးတွေကခဏချင်းပင်စိတ်ငယ်ဖြစ်ကျွန်းကလေးကိုပြေးဆောင်ဝါမျိုးပြစ်လိုက်ပါတော့တယ်။ကျွန်ုပ်တို့ဆရာတပည့်နှစ်ဦးကလည်းတောင်ပေါ်တရောတော်ပါတက်ပြေးကြရတယ်။ပြေးနိုင်မှလွတ်လိမ့်မယ်။ဘိုက်ကလေးပြေးဟာလိုင်းလုံးတံမှာကျွန်ုပ်တို့ဆရာတပည့်နှစ်ဦးကတီတီလေးလွတ်မြောက်လာခဲ့ပါတော့တယ်။ကဲပါယူပါတစားဆောင်အော်တန်တွေကလိုင်းလုံးများအောက်ဝဲပျောက်ကွယ်သွားပြီးခဏချင်းပင်တန်ငါကျွန်းကလေးကရှေးအောက်ကိုနစ်မြုပ်သွားတယ်။တောင်ပေါ်ဘုံကြီးကျောင်းကွက်ကွက်လေးသာလိုင်းမရောက်လို့အကောင်ပကတိကျရင်ရှာပါရီကျွန်ုပ်တို့လည်းလိုင်းလုံးကြီးများအောက်မှာငလင်ပန်းရွာကလေးရဲ့ဖြစ်စိုးကိုအချိတန်ကဲကြည်ကွဲစွာနဲ့ကြည်နေရုံမှတပါဘာများတတ်နိုင်အောင်မလဲသွားပြီးပြိုးသွားပြီးအားလုံးသွားရှာပြီးလိုင်းများကြားမှာမြို့ရှိပေါ်ကြီးကူးခတ်နေတဲ့သူများအရာဝတ္ထုများစသဖြင့်အားလုံးဟာလိုင်းပြန်ကြတဲ့အခါပင်လယ်တွင်းကိုဆွဲခေါ်ပါသွားပါတော့တယ်လိုင်းများပြန်ဆင်းသွားခဲ့ကြပြီးရွာကတော့ကြည့်ရစရာမရှိတော့အားလုံးပြိုပြဲအပြိုပြက်များသာကြံခဲ့တော့တယ်လူတွေကတော့မရှိတော့ဖျားကံကြီးလာတဲ့လူတချို့သာအုံးပင်တပ်ပင်များကိုဖတ်တွေ့ရင်အသက်ရှင်ကျန်ရတဲ့တရွာလုံးရှိလူများပစ္စည်းများကိုပင်လယ်ပြင်ကယူဆောင်သွားချေပြီးကျောင်းစရာပင်လယ်မရဏပင်လယ်ကျွန်တော်တို့ကကံကောင်းတောင်းမစာဖြင့်တောင်မော်ကျောင်းကိုစွန့်အုပ်ပို့ချိန်နဲ့တိုက်ဆိုင်သွားလို့အသက်ချမ်းသာရရခဲ့တယ်မြတ်စွာဘုရားဂုဏ်တော်ကြီးစုကအထူးကြည်ညိုခွေပါလားဇတ်တော်ပိုက်ကလေးဟာဒါစောကြီးတန်မဲပြိုဟုတ်တယ်ဟိဘယ်ကလာတဲ့အတန်လေးကြည့်ပါအောင်ဟာဟုတ်ဒီမှာကျွန်တော်ကဒီမှာအတန်လာရာကိုကြည့်လိုက်တော့စောကြီးကိုအုံးမင်တပင်ကိုဖတ်တွေ့ထားလဲတွေးလိုက်ရတယ်ဒီမှာကျွန်တော်ဒီမှာဟာစောကြီးဝမ်းသာလိုက်တာကွာမင်းနဲ့မသေးကောင်းမပြောက်ကောင်းလာဆင်းခဲ့စောကြီးလည်းအုံးမင်ထက်မှာတုံကြီးနဲ့ဆင်းလာခဲ့ပါရီစောကြီးကသွေးပြက်ပွေရာဖြစ်ကိုအနီးကပ်မျောဝါးတဲ့ရင်တွေးလိုက်ရတာမို့တောင်းလုံးမှုကမပြေသေးဘူးဘယ်နဲ့မင်းလှိုင်းလုံးတွေနဲ့အတူပါလာလားဟောဖို့ဆရာတို့ရဲ့တိုင်းတွေမရောက်ခင်လေးကျွန်တော်ပြန်ရောက်လာတာဟေးဟုတ်လားတိုင်းတွေကိုမြင်တော့ကြောက်လန့်နဲ့အုံးပင်ပေါ်ပြေးတက်နေလို့လွတ်သွားတာတော်သေးရပေါ့ကွာဒါနဲ့ဂင်းကတယောက်ရောဂင်းကတေးပြီဘာဘယ်လိုဖြစ်လို့လဲတေချာပြောစမ်းစောကြီးဂင်းကနဲ့ကျွန်တော်ပင်လေပြင်ကိုလှီနဲ့ထွက်သွားတာဖူးချက်တော်လဲပါတယ်သူကသူ့ချစ်သူနီကိုရဲကိုသွားရှာခြင်းနေဆိုပြီးနေတိုင်းကျွန်တော်ပူစာနေတာအဲ့ဒါကျွန်တော်လဲတနာလာနေသူ့ကိုလိုက်ပို့တာပင်လေတဲ့တော်တော်ဝဝေးနေရရောက်တော့ခြေထဲကိုစိုက်ကြည့်နေပြီသူ့ချစ်သူနီကိုရဲခေါ်နေပြီဆိုပြီးပင်လေတဲ့ကိုခုံချသွားတော့တာပဲဖြစ်ရလေခင်းကရဲ့အချက်အတွက်အတက်ပါပေးဆက်လိုက်တဲ့မင်းကလေးပါလားမိုက်ပါခင်းကရဲ့နီကိုရဲဆိုတဲ့ငနာမရှိတော့ပေမဲ့ဟောဒီမှာကိုပိုက်တို့ရှိတဲ့ဟာအဲ့တော့မှကျွန်တော်လေးကြောက်ရကောင်းမှန်းသိပြီးတော့ဖိုးချက်တော်လမ်းပြမှုနဲ့ကျုံးကိုပြန်ရောက်လာတာဒီရောက်တော့လိုင်းလုံးကြီးတွေနဲ့တီတီလေးလူတော့တာအမလီချက်သိမ်းထားစရာကောင်းတယ်မသိပါဘူးကျွန်တော်ကမင်းကိုလိုင်းလုံးကြီးတွေတဲဆောင်ပြီးတော့ပြန်ပို့ပေးလိုက်တယ်ထင်လို့အော်ဒါနဲ့ရွာတော့မရှိတော့တော့ဆရာတော့ရွာကလူတွေရောမရှိကြတော့ပါအောင်စောကြီးဟာဒီလိုနဲ့ကျွန်တော်တို့လည်းကျန်ရစ်သူရွာသားများအတွက်နေစရာအိုးအိမ်တွေကိုဝိုင်းဝန်းကူညီဆောက်ပေးနေတဲ့အလုံများနေတယ်ကျွန်းသားတွေကတော့ရခင်နေရာမှာပဲတင်းများပြန်ဆောင်နေကြပါတော့တယ်နှစ်ပေါင်းများစွာတခါမှမကြုံဘူးတဲ့တဘာဝအနေရမှုဘယ်သူမှဂရုပြုဖို့မသိကြပါဘူးကျွန်းမနေပြီးလှိုင်းများအစမ်းလို့ပြီးပြောနေပြန်ပြီဒါဟိုးပင်လေကြမ်းမြင်အောင်မှာငလင်းတော်လေးတလူဖြစ်သွားတဲ့အချိန်နဲ့ရုတ်တရက်လှိုင်းလေထံပြီးပင်လေပြင်ဖောက်ပြန်ဒီလိုင်းလုံးကြီးတွေဟာပင်လေကန်းဆက်နဲ့တိဆက်နေသမျှတိုင်းပြည်ကြီးရွာတွေကိုဖြိုးဖျက်သွားမှာအမှန်ပဲကွယ်ဆရာတော်ရဲ့ကြိုတင်တွေးဆမှုကလုံးဝတတိမှန်လာတယ်နောက်ကကျွန်ုပ်ကြုံတိုင်းကိုပြန်ရောက်တဲ့အခါအင်ဒိုနီးရှားထိုင်းအိန္ဒိယစတဲ့ပင်လယ်ကမ်းခြေများကိုလူပေါင်းများစွာတည်စေခဲ့တဲ့ဆူနာမီအမည်ရှိလှိုင်းလုံးကြီးများအကြောင်းကိုကြားရပါတော့တယ်။ရက်ရွာပြန်လည်တိဆောက်ရေးကဘာမှမကြားပါဘူး။ဘာလို့လဲဆိုတော့အသက်ရှင်ကျန်ရတဲ့ကျွန်းသားကလေး၁၀ယောက်ပဲမပြည့်တာကြောင့်ပဲယူကန်သွားတာပေါ့ဗျာ။ဒီလိုနဲ့ကျွန်ုပ်တို့လည်းဆရာတော်ရဲ့ကြီးကြပ်မှုဖြင့်အသက်ရှင်ကျန်ရသူကျွန်းသားတချို့နဲ့အတူထိဆုံးသူတွေရဲ့အလောင်းတွေကိုတရဏဂုံတင်ခြင်းရေမြုပ်တချို့ချင်းတို့ကိုလှုပ်ဆောင်ကြရပါတော့တယ်။ရွာလုံးကျွတ်နေပါစရိခံလိုက်ရရှာတဲ့တဘာဝဘေးအန္တရာယ်ဆိုးကြီးကကျွန်ုပ်တက်မှာဘေးသောအခါမှာမိနိုင်တော်မယ်မထင်ပါဘူး။ထိုချိန်မှစပြီးကျွန်ုပ်တို့လည်းရွာမမနေတော့ပဲဆရာတော်ရဲ့တောင်းပေါ်ကျောင်းမှာတာနေတိုင်ကြပါတော့တယ်။ဘာကူမှကြောက်ပါပြီလေ။တမနက်ခင်ဆက်လီကြီးပိုးချက်တော်ရဲ့အော်တန်ကြောင့်ကျွန်ုပ်တို့လည်းအပြင်ကိုဝယုံတော့ငါပြေးကြည့်ကြရဟာဟုတ်တယ်ဟာဆက်လီကြီးမှန်ပါရဲ့ဆက်လေကြီးတစ်စင်းကငလင်ပန်းကျွန်းကိုချမ်းကပ်လာနေပြီဟာတူလာပြီကဘာဦးတို့နေနဲ့လာကိုမြင်တွေ့လိုက်ရတယ်လို့ကျွန်ုပ်တို့ကလည်းဝမ်းသာလွန်းလို့အယူချီပန်းအကကို9မိနစ်ကကုန်လိုက်ကြပါရီဟေးမြင်နေတွေ့ရတော့မေးဗျပူဆွဲမိအချစ်ရေမောင်းပြန်လာတော့မေးလာအောင်ကွယ်ရေကိုစောကိုကျိုးနှစ်တော့ကွယ်
ကျွန်ုပ်တို့လည်းဆက်လီကြီးရှိရာကိုဘယ်လိုပဲပုံလျှောက်သွားလဲမပြောတတ်တော့ဘူးတက်တိုးအောင်ဆိုပဲဟေ့ဆက်လီပေါ်မှာလူများဆင်းလာကြတယ်စူနာမီရေလိုင်းတန်အတော်ခံလိုက်ရတဲ့ထက်မှခံလိုက်ရတာတော့ရွာလုံးကျွတ်ပါပဲဗျာ10ရောက်လောက်ပဲအသက်ရှင်ကြတယ်ဟေ့ဗျာကျတို့လည်းပင်လယ်ခီးသွားတွေပါဒီကျုံးမှာရေလိုင်းတန်ခံချရတဲ့သူတွေကိုကူညီချင်လို့ကတ်လာတာတာတို့ပါဗျာဆက်လီပေါ်မှာလူများကအဝတ်စားဆောင်ချင်အောင်စံစည်းဝါးများလူတန်းကြပါရီတောင်မော်ကျောင်းဆရာတော်ကိုလည်းလူပွဲပစ္စည်းများကတ်လူတယ်မျိုးအရက်ကိုပြန်ကြွပြီးသတင်းတောင်းရန်ရှောက်ကြပြီးမယ်ဆရာတော်ကလက်မခံဘူးသူရဲ့ပင်လယ်တွင်းကတောင်မော်ကျောင်းလေးမှာသာအေးချမ်းစွာတရားအားထုတ်ခြင်းပုံပေါ်ပါရီတိကျကြပါတကားတော့မျိုးပြရက်ရွာကိုပုံပုံမလိုက်ချင်တော့ပါဘူးဒီကျွန်းကလေးပေါ်မှာကျန်နေသေးတဲ့ကျွန်းသားတွေကိုပဲတရားဝင်ပြီးသာသနာပြုဖို့ဆုံးဖြတ်ထားပြီးသားမို့ပါဒီလိုနဲ့ကျွန်ုပ်တို့လည်းဆရာတော်ကိုဥချနှုတ်ဆက်ပြီးဆက်လီနဲ့အတူအပြန်ခီးစားခဲ့ကြပါတော့တယ်တာနောပါဝင်တည်ဆုံးခဲ့ကြတဲ့ကျွန်းသူကျွန်းသားများကိုအများတန်းပြီးဝေးရင်လာပေါင်းများစွာတောင်းတင်ခဲ့ရတဲ့ငလင်ပန်းကျွန်းကလေးကိုဗန်းစောကြည်ကွဲစွာဖြင့်နှုတ်ဆက်မိပါတော့တယ်ဆက်လီဖြင့်မြင်းမျိုးကိုရှောက်ပါရင်မြင်းမျိုးမှာခီးအစစ်စင်ဖြင့်ကျွန်ုပ်တို့လည်းကျုံတိုင်းကိုပြန်ခဲ့ကြပါတော့တယ်ကျွန်ုပ်တို့အတွက်ခီးစရိတ်ကိုဆက်လီမှပင်ထောက်ပံ့လိုက်ကြတယ်ဆက်လီပိုင်ရှင်မှာဥဝေသားဆိုသူဖြစ်ပြီးဆက်လီအမိကတက်တူအောင်တိုးတက်အောင်မြင်ပါစေဥဝေသားပင်လေတွင်းမှာကျွန်းကလေးမှာအတိဒုက္ခရောက်နေတဲ့ကျွန်ုပ်တို့ကိုကြုံတိုင်းရွာတီပြန်ပို့ကူညီခဲ့တဲ့တက်တူအောင်ဆက်လီပိုင်ရှင်ဥဝေသားကိုဒီတက်မမေ့တော့ပါဘူးကျေးဇူးရှင်ကြီးကျမ်းမာချမ်းသာပါစေဗျာရိုင်တာမြို့ကလေးကကျွန်ုပ်တို့အတွက်လာကာစားကားလိုပင်ဘောင်းမှမပြောင်းလဲပါဘူးစတော့ကြုံတိုင်းကားဂိတ်ကိုသွားမယ်လေဘာလို့နေရလဲဒီပေါင်းလေကျွန်ုပ်တို့ပင်လေတဲ့10ရက်လောက်မျိုးနေတုန်းကအိမ်မက်မက်ခဲ့ရလေအမိသေးရဲ့မဟုတ်လားအိမ်မှာမြိုင်သားကတရုတ်ဖောင်ဆိုင်မှာဝက်ကောင်လုံးခင်ဘေးကင်ပစွန်ထုတ်ကျော်တောက်တောက်ကျော်အစိမ်းကျော်ကောင်းမောင်ကြီးကျော်ချူချင်းကျော်နဲ့စားခဲ့ရလေကွာမှတ်မိပြီအဲ့တုန်းကတော့တည်ကြမိသေးတာအခုတော့တကယ်စားပြီပေါ့နော်အေးအဲ့တော့အဖောင်ဆိုင်မှာအဝနှံပြီးမှကျုံတိုင်းကိုပြန်ချတာပေါ့မကောင်းဘူးလားကောင်းတယ်တိတ်ကောင်းတဲ့အစီအစဉ်ပဲဖြို့ကျွန်ုပ်တို့လည်းဘိုင်များကိုအတင်ပြင်ရင်တရုတ်အဖောင်ဆိုင်ကိုချီတက်ခဲ့တယ်ငါကဲပြက်ခဲ့သမျှဘိုက်ကွေးနှမ်းမှုသာပြင်ပြီးတော့အိမ်မက်တဲကအတိုင်းပင်ဆိုင်ကလူရှင်းနေတယ်ကောင်းလေစတရုတ်အဖောင်ကစနေတုံးပြီးမှငိုင်းနေတယ်သူချက်ပြုတ်ရနေရကိုကြည့်လိုက်တော့ဝတ်သား3-4မြောက်ကချိတ်ဆွဲလျက်ပိန်ကက်နေတဲ့ဘေးကင်လေးတစ်ကောင်ကရပ်ဘလောက်ကြာနေပြီလဲမသိဘူးညိုမဲလျက်အိုးအိမ်မက်နဲ့ကွာလာစွာတော့6ချက်ဆိုင်လေးပါလားကျွန်ုပ်ကြောင်းအောင်လိုက်တန်ကြောင်အဖောင်လေးငိုင်းနေရမှပြုတ်တူပြတဲ့ဟာဆရာကြီးတို့လာပြီအဖောင်ကရောင်းရတော့မယ်ဆိုတော့အတီးနဲ့ကျွန်ုပ်တို့စီကိုဝမ်းတာအားရပြေးလာပါတော့တယ်ဆရာကြီးပြူပါဘာများတောင်းဆောင်ခြင်းတလဲအဖောင်ခမရောအေးဟုတ်လေခမရဘေးမလဲဝက်ကောင်လုံးကင်ဘေးမလဲဘဲကောင်လုံးကင်ခမရဘေးမလဲပစုံကောင်လုံးကျော်ဘေးမလဲတောက်ကျော်ဘေးမလဲအစိမ်းကျော်ဘေးမလဲချိုချင်းကျော်အီယာဆရာကြီးတို့ကဘာရီလာပြောနေရလဲဘာပြောရမှာလဲပေးစံငမန်းတောင်မဟင်းကျိုဒေါနဲ့မောနဲ့ကျွန်ုပ်တို့ဝိုင်းဟောက်ကြည့်ရအဖောင်ကဘာထင်တယ်လဲမသိဘူးဖင်တိုင်ရဲ့လေးချကကျူပေါငိုကြွေးပါတော့တယ်ဆရာတို့အနိုင်ကျင့်နေပြဇီအောင်မကောင်းရတဲ့ကြားတွေပါလေငမန်းတောင်ဟင်းကျိုတဲ့ဝါရဲ့ဆိုင်ကိုကျဲငါးပွင့်ဟိုတယ်မှတ်နေလို့လားကျုံတိုင်းသားတွေအနိုင်ကျင့်နေပြဟိုက်ဒီနေ့ကံမကောင်းပါလားလူတွေနဲ့ပေါင်းမိတာဒီနေ့တည်းကံမကောင်းပါလားနော်